အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အောင်တင်ပါဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာကတော့မြန်မာမွတ်စလင်ပတိရိုဟင်ဂျာနဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဒီခေါင်းစဉ်ကိုဆွေးနွေးပြရတဲ့အကြောင်းရင်းကတော့မေလ4ရက်နေ့2021ခုနှစ်မှာပေါ့နော်လွန်ခဲ့တဲ့2ရက်လောက်ကအမေရိကန်ကွန်ဂရက်နိုင်ငံခြားရေးရာကော်မတီရဲ့ကြားနာပွဲမှာဒီအမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Brad Adam ကနေပြီးတော့မြို့သားညီညွတ်ရေးဆိုရရဲ့ကုလသမဂ္ဂဆိုင်ရာတာမတ်ဟောင်းပေါ့နော်အရင်တော့တာမတ်ပေါ့နော်ဆိုတော့ဆက်လက်ပြီးတော့ကုလသမဂ္ဂဆိုင်ရာတာဝန်ထမ်းဆောင်နေတဲ့တာမတ်ဦးကျော်မိုးထွန်းနဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောကြတာကိုနားထောင်ပြီးတော့မှဒီကိစ္စကိုဆွေးနွေးဖြစ်တာဖြစ်ပါတယ်ဆိုတော့ဒီ Brad Adam ကနေပြီးတော့ဦးကျော်မိုးထွန်းမေးတာကနံပါတ်1မြို့သားညညပေါင်းဆိုရမြို့သားညညရေးဆိုရပေါ့နော် National Unity Government မှာလူ29ယောက်ရှိတယ်ရိုဟင်ဂျာတယောက်မှမရှိဘူးဆိုတော့ရိုဟင်ဂျာတွေဘာလို့မထည့်တာလဲရိုဟင်ဂျာတွေကိုထည့်မလားဆိုတဲ့မေးခွန်းတစ်ခုပေါ့နော်နောက်တစ်ခုကရိုဟင်ဂျာဒုက္ခသည်တွေနော်ဒုက္ခသည်ဖြစ်ရောက်ရှိပြီးတော့ဒုက္ခသည်စခန်းမှာမွေးတဲ့လူတွေကောမြန်မာပြည်ထဲမှာမွေးခဲ့တဲ့သူတွေကောမြန်မာနိုင်ငံသားအခွင့်အရေးကိုပေးမလားဒီမေးခွန်းနှစ်ခုဖြစ်ပါတယ်နော်ဆိုတော့ဒီမေးခွန်းကဒီနေ့21ရာစုရဲ့လူ့အခွင့်အရေးဒီမိုကရေစီရေးကိုနားလည်တယ်လက်ခံယုံကြည်တယ်ဆိုရင်ဒီမေးခွန်းဟာအင်မတန်အခြေခံကျတဲ့မေးခွန်းဖြစ်ပြီးတော့အင်မတန်ရိုးရှင်းတဲ့မေးခွန်းတစ်ခုလည်းဖြစ်တယ်လူသားတိုင်းရဲ့အခြေခံအခွင့်အရေးကိုအသိမှတ်ပြုမလားမပြုဘူးလားဆိုတဲ့အခွင့်မေးခွန်းဖြစ်တယ်ဆိုတော့ဒီရိုးရှင်းတဲ့မေးခွန်းလေးကိုရိုးရှင်းချင်းလေးလွယ်လွယ်ကူကူလေးလိပ်ပြတန်းတန်းနဲ့ဖြေသွားလို့ရတယ်ဒါပေမဲ့ဦးကျော်မိုးထွန်းကခုနဒေါက်တာဆာဆာလို့ပေါ့နော်ခုနရိုဟင်ဂျာညီကိုတွေပါလို့ဒီအချိန်မောင်းမြောက်များစွာအတိမတ်ပြုပြီးတော့ရိုဟင်ဂျာတွေကိုတန်းတူအခွင့်အရေးပေးပြီးဆက်ဆံပါမယ်လို့အချိန်မောင်းမြောက်များစွာဂရုပေးခဲ့တဲ့ဒေါက်တာဆာဆာနဲ့မတူဘဲနဲ့ပေါ့နော်ဒီ CRPH မှာရောဒီအစိုးရမှာရောအမျိုးသားညီညွတ်ရေးအစိုးရမှာရောဒီဦးကျော်မိုးထွန်းလိုပဲပေါ့နော်ခြံစည်းကိုခွာထိုင်ပြီးတော့ဟိုလိုဒီလိုနဲ့ဒီအင်တာအခြေခံကြတဲ့မှန်ကန်လွယ်ကူရှင်းလင်းတဲ့မိကွန်းလေးကိုတော့မဖြေနိုင်မင်းနဲ့ရှောင်လွှဲနေတာကကမ္ဘာလယ်မှာအင်တန်ကိုရှက်စရာကောင်းပါတယ်ကျွန်တော် CRPH ခေါင်းဆောင်တွေနဲ့ NUG ခေါင်းဆောင်တွေကဒီလိုပဲခြံစည်းကိုခွာပြီးတော့ဘယ်လောက်ကြာထိုင်နိုင်မှာလဲနော်ဆိုတော့မိမိတို့ဘာသာမိမိတို့သုံးသပ်ကြဖို့ဖြစ်ပါတယ်ဆိုတော့ Brad Adam ကနေပြီးတော့ဒီခုနမေးတဲ့မေးခွန်းကိုမေးတဲ့အခါမှာဒီရိုဟင်ဂျာတွေကိုနိုင်ငံသားအဖြစ်အသိမှတ်ပြုမလားဆိုတဲ့မေးခွန်းကိုမေးတဲ့အခါမှာဦးကျော်မိုးထွန်းကဆရာနာရှင်တိုက်ဖြတ်ရေးဟာအဓိကကြပါတယ်ဆရာနာရှင်ကိုတိုက်ပြီးသွားလို့ရှိရင်တဲ့ဒီလူတွေရဲ့အခွင့်အရေးတွေကိုကျွန်တော်တို့ပို့ပြီးတော့ကာကွယ်ပေးပါမယ်ဆိုတော့ဒီ Brad Adam အမေရိကန်လွှတ်တော်အမတ်ကကြားဖြတ်ပြီးတော့ခဏနေပါဦးခင်ဗျားတို့ကသူတို့ကိုပို့ပြီးကာကွယ်ပေးမယ်စစ်အစိုးရနဲ့ပို့တာမယ်ဆိုတော့ဘာဆန်းလို့တော့ဗျာတဲ့ခင်ဗျားတို့ကစစ်အစိုးရနဲ့တော့ပို့တာမှာပေါ့တဲ့ဒါပေမဲ့ခင်ဗျားဖြေသွားပုံပါတဲ့တိတ်နှိမ့်လွန်းတယ်တဲ့ low standard လို့သူသုံးသွားတာပေါ့ဗျာ low standard ဆိုတာ higher standard မြင့်တဲ့ standard လည်းမဟုတ်ဘူး decent standard ရှိတဲ့ standard အဆင့်တန်းလည်းမဟုတ်ဘူးရှိလိုက်တာနဲ့နှိမ့်ကျနေတဲ့အဆင့်တန်းဖြစ်တယ်အဲ့တော့ခင်ဗျားတို့အနေနဲ့ခင်ဗျားတို့ NUG ဆိုရနေအစိုးရဖြစ်ခဲ့ရင်ဒီရိုဟင်ဂျာတွေကိုနိုင်ငံသားအဖြစ်အသိမှတ်ပြုမလားမပြုဘူးလားဆိုတော့ရှင်းရှင်းလင်းလင်းဖြေပါဆိုတော့ဦးကျော်မိုးထွန်းကကျွန်တော်တို့နိုင်ငံမှာတည်ဆဲဥပဒေတွေရှိပါတယ်တဲ့တည်ဆဲဥပဒေအတိုင်းပဲဖြစ်ရပါမယ်တဲ့နောက်ပြီးတော့မှကျွန်တော်တို့ပြင်သင့်တာတွေပြင်ပါမယ်ဆိုတော့
Brad Adam ကအမေရိကန်လွှတ်တော်အမတ်ကနေတော့နေပါဦးဦးကျော်မိုးထွန်းရဲ့ဒီတီစဲဥပဒေတွေကြောင့်ရိုဟင်ဂျာတွေဂျီနိုဆိုက်ဖြစ်ခံရတာလေဗျာအသက်ခံရတာလေဗျာခင်ဗျားတို့ကတီစဲဥပဒေကိုဆက်သုံးမယ်ဆိုတော့နာဇီကိုတော့ဖြုတ်ချပြီးတော့နာဇီလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့ဂျာမနီဥပဒေတွေကိုကြတော့ခင်ဗျားတို့ဆက်ထားမယ်မဖြစ်နေဘူးလားဆိုတဲ့အခါကျတော့ဦးကျော်မိုးထွန်းကသူတို့ NLD ဆိုရလက်ထက်တည်းကမူဖြစ်1980နိုင်ငံသားဥပဒေကိုဆက်လက်ကျင့်သုံးလို့ရတယ်ဆိုပြီးတော့သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ1980နိုင်ငံသားဥပဒေကိုပြင်မှာမဟုတ်ဘူးပြင်စရာမလိုဘူးဆက်လက်ကျင့်သုံးမယ်လို့ရှင်းရှင်းလင်းလင်းဖြေသွားပါတယ်ဆိုတော့ဒီကျန်းတော်ဝဲပြီးတဲ့အခါမှာဒီ Brad Adam ကနေပြီးတော့သူ tweet ပေါ့နော် Twitter မှာသူရေးတယ်ပေါ့နော်သူဘယ်လိုရေးလဲဆိုတော့ဒီမြန်မာပြည်ရဲ့ဒီမိုကရေစီလိုလားတဲ့သူတွေကတဲ့ဒီဆက်အာဏာရှင်မကောင်းဘူးဆိုတာကိုတော့သူတို့ရေပက်မုံအောင်ပြောတတ်ရှုံးရှုံးဝင်အောင်ပြောတတ်ပါတယ်တဲ့ဒါပေမဲ့ရိုဟင်ဂျာကိစ္စကိုမေးလိုက်ရင်တော့အင်မတန်ကိုစိတ်ပြည့်စရာကောင်းပါတယ်ဒါကဘာတိအောင်ဒီနေ့မျိုးသားညွန့်ပေါင်းဆိုရတာလူမျိုးရေးအစွန်းရောက်တွေနဲ့ကင်းစင်သလားမကင်းစင်သလားဆိုတော့ကဘာတိအောင်မှတ်တမ်းတင်လိုက်တာဖြစ်တယ်ဒီလိုပဲကွန်ဂရက်လွှတ်တော်မှာတက်လီယူပေါ့နော်တက်လီယူဆိုရင်ပို့ပြီးတော့မှblunt ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ပြောင်ကြပါပြောသွားလဲဆိုတော့သူ့ရဲ့ Twitter မှာပေါ့နော်ကုလသမဂ္ဂဆင်အင်းနေရတဲ့ရိုဟင်ဂျာ2500ကျော်အသက်ခံရတယ်မိန်းမတွေနဲ့အသက်မပြည့်တဲ့မိန်းကလေးငယ်လေးတွေအပါအဝင်18000ကျော်မရင်းကျင့်ခံရတယ်ဆိုတော့ဒီလိုအနေထားမျိုးမှာရိုဟင်ဂျာတွေကိုခင်ဗျားတို့ NUG အစိုးရကအတိမတ်ပြုပြီးတော့အစိုးရဖွဲ့ထဲမှာထည့်ရင်ထည့်မယ်ဆိုကျွန်တော်တို့ထောက်ခံမယ်မထည့်ဘူးဆိုရင်တော့ကျွန်တော်တို့လုံးဝမထောက်ခံနိုင်ဘူးဆိုပြီးတော့ Twitter ထဲမှာပုံမှန်လင်းဖော်ပြသွားတယ်ဆိုတော့ဒီမေးခွန်းကထိလိုက်တိုင်းဘာဖြစ်လာလဲဆိုတော့နိုင်ငံသားတော့ဖြစ်ပါတယ်တိုင်းရင်းသားတော့ဖြစ်လို့မရဘူးဒီရိုဟင်ဂျာတွေဟာမနေ့တနေ့မှာအင်္ဂလိပ်ခေတ်နောက်ပိုင်းကမှခိုးဝင်လာတဲ့လူတွေဖြစ်ပါတယ်ရိုဟင်ဂျာဆိုတဲ့နာမည်ဟာတမိုင်းမှာမရှိပါဘူးဆိုပြီးတော့ဒီဗမာပညာရှင်တွေတမိုင်းပညာရှင်တွေဟာပါဇက်ကအမြုပ်တစီစီထွက်အောင်ပေါ့ဗျာသူတို့ပြောနေတာနားရှာဒါပေမဲ့ဒီရိုဟင်ဂျာတွေဟာတကယ်ပဲအင်္ဂလိပ်ခေတ်ကခိုးဝင်လာတဲ့လူတွေလားလွတ်လပ်ရေးနောက်ပိုင်းမှာခိုးဝင်လာတဲ့လူတွေလားဒီရိုဟင်ဂျာတွေဟာဒီမြေဒီဒေသရဲ့မူလဗုဒ္ဓဒေသခံအရှင်သခင်တွေလားဆိုတာကိုတမိုင်းအထောက်ထားခြင်းတမိုင်းပညာရှင်ချင်းအဆင့်တူတမိုင်းပညာရှင်ချင်းအများပြည်သူရှေ့မှောက်မှာအထောက်ထားခြင်းရှင်ပြကြရအောင်လို့စိန်ခေါ်လိုက်တဲ့အခါတိုင်းမှာဒီစိန်ခေါ်မှုကိုလက်ခံရတဲ့ရခိုင်ပညာရှင်တမိုင်းပညာရှင်ဗမာတမိုင်းပညာရှင်ဒီနေ့အထိတယောက်မှမတွေ့သေးဘူးအတော်အားဟောစရာကောင်းတယ်နော်ခဲလို့ပြောနေဒီလူတွေကတမိုင်းလိန်တွေပါခိုးဝင်တွေပါငါတို့ကတမိုင်းမှန်ပါတယ်အထောက်ထားတွေရှိပါတယ်ဒီလူတွေမှာအထောက်ထားမရှိပါဘူးခဲလို့ချက်တွေရွတ်တယ်လို့ဟိုထိတ်တန်းဒေါက်တာနေပါအောက်ဆုံးတန်းတာမဘဒမျိုးရှိကအထိပေါ့ဗျာနော်ခဲလို့တဆာနဲ့ရွတ်နေတယ်တမိုင်းပညာရှင်ချင်းတမိုင်းထောက်ထားခြင်းရှင်ကြအောင်ဆိုရင်တယောက်မှမထွက်ရဲတာခဲလို့မအောင်ဘူးလားမရှက်ဘူးလားကိုကမေးခွန်းမထုတ်မိဘူးလားဟာဘယ်လိုဖြစ်တာပါလဲငါတို့တမိုင်းပညာရှင်တွေဟုတ်ကောဟုတ်ရလားဆိုတော့လွန်ခဲ့တဲ့တလောမှာဒေါက်တာအေးချောင်းကိုကျွန်တော်ကနေပြီးတော့ဒီရိုဟင်ဂျာဘက်ကတမိုင်းပညာရှင်တွေနဲ့ဒီရခိုင်ဘက်ကဆရာတို့တမိုင်းပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးရအောင်ဆိုပြောတဲ့အခါမှာလေဒေါက်တာအေးချောင်းဒါသူရေးတဲ့စာတွေကြည့်ပါဗျာမအီမတာနဲ့လက်ခံရတဲ့သဘောနော်ဒါတော့မှအခြေအနေမကောင်းဘူးလို့မလုပ်လို့မရသေးဘူးကျွန်တော်ပြောတာအခြေအနေမကောင်းရင်ဗမာပြည်ထဲမှာအခြေအနေမကောင်းရင်နိုင်ငံခြားမှာလုပ်မယ်ဗျာထိုင်းမှာလုပ်မယ်ဗျာမလေးမှာလုပ်မယ်ဗျာ
ဒီနေ့ဒီခေတ်ကြီးမှာ Zoom တွေ stream တွေအကုန်ရှိနေတယ်ဗျာ Facebook တွေရှိနေတယ်ဗျာလူတွေအကုန်လုံး live နားထောင်လို့ရတယ်ဗျာ live မေးခွန်းမေးလို့ရတယ်ဗျာတခါတည်းအဲ့ဒီဆွေးနွေးပွဲကိုကျွန်တော်စိန်ခေါ်တာမဟုတ်ပါဘူးကျွန်တော်ကကူညီစီစဉ်တဲ့လူပါကျွန်တော်တမိုင်းပညာရှင်လည်းမဟုတ်ဘူးနော်ကျွန်တော်ဝင်ပြီးဆွေးနွေးဖို့ကလည်းကျွန်တော်မှအဆင်မရှိဘူးစာရေးဆွေးနွေးပွဲအကြောင်းပြောလိုက်လို့ရှိရင်အောက်မှာလေဟာဆရာဝေးချမ်းဒီကိစ္စကကျွန်တော်တို့ရခိုင်နဲ့တမိုင်းမောင်မြန်မာတိကဘာတိဖြစ်အောင်ဖော်ပြမယ်ပွဲဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကိုမြန်မြန်ဆန်းဆန်းကျင်းပပါလို့ပြောတဲ့ရခိုင်တယောက်ဗမာတယောက်ကျွန်တော်မတွေ့ဘူးဟောမလုပ်ပါနဲ့လှုပ်လှပ်ပါထူးမှလည်းလူလိန်နေနဲ့ဘာလို့ဆွေးနေမှာဘာလို့ထောက်ထားခြင်းပြနေမှာဒီလူလိန်နေပါထူးမှအင်တာတနာကြကောင်းပါလေနော်ခင်ဗျားတို့21ရာစုခေတ် IT ခေတ် technology ခေတ်ပွင့်လင်းလူအဖွဲ့အစည်းခေတ်နော်လူတွေကိုမျက်စိမိတ်ပြီးပုံပြောတဲ့ပုံစံမျိုးနဲ့အတိပိတ်ပြီးတော့ထင်ဆိုင်မဲ့အကျဉ်းစရိုက်မျိုးတွေရှိနေသေးတယ်ဆိုရင်တော့ဒီနိုင်ငံဘယ်တော့အခါမှဒီမိုကရေစီနိုင်ငံလူ့အခွင့်အရေးအတိမပြုတဲ့တိုးတက်တဲ့နိုင်ငံကမ္ဘာမှာမဖြစ်နိုင်ဘူးဆိုတော့ရိုဟင်ဂျာသမိုင်းကိုနည်းနည်းလေးပြောပြမယ်နော်ဆိုတော့အများကြီးလည်းမပြောပါဘူးဆိုတော့ရိုဟင်ဂျာတွေဘယ်တော့ရောက်တယ်လဲနော်ရခိုင်နဲ့ဗမာတွေဘယ်တော့ရောက်တယ်လဲဆိုတာဟို PhD ဘွဲရတဲ့သမိုင်းပညာရှင်ဖြစ်ဖို့မလိုဘူးကျတော့အလယ်တန်းကျောင်းလောက်ကျောင်းတက်ဖို့ရင်သိပြီအလယ်တန်းအဆင့်လောက်ကျောင်းတက်ဖို့ရင်ခင်ဗျားတို့သိပြီနော်ဒီဘက်တော့ဗာမင်းလူမျိုးတွေသူကြီးဟာလွန်ခဲ့တဲ့1200ကမှဒီဘက်ကုန်းမြင့်ပြက်ကနေပြီးတော့မြန်မာပြည်ပြက်ကိုဆင်းခဲ့တယ်ဆိုတာဘယ်သမိုင်းပညာရှင်မှညင်လို့မရတယ်ဆိုတာလွန်ခဲ့တဲ့အနှစ်1200မှအဲ့မှာတောအုပ်စုကဗမာနဲ့ရခိုင်ကိုပဲခွဲပြောမယ်ဆိုရင်ရခိုင်ဖြစ်တဲ့အုပ်စုကရခိုင်ယိုကမတောင်တန်းအနောက်ဘက်ချောင်းကိုဝင်တယ်ဗမာဖြစ်တဲ့အုပ်စုကဒီအရှေ့ဘက်ချောင်းကိုဝင်တယ်ဒါပဲရှင်းရှင်းလေးပဲနော်ဆိုတော့ဒီရခိုင်အုပ်စုကဒီအနောက်ဘက်ချောင်းကိုဝင်တဲ့ဒေသခံအာရီယန်တွေနဲ့ပထမမူလတိဘက်တိုပါမင်းဒေသခံအာရီယန်တွေနဲ့ပေါင်းတယ်ရခိုင်လူမျိုးဖြစ်လာတယ်ဟောကြောက်စာပညာရှင်ဦးဆန်ရွှေဘူးပြောပြတယ်တော့ရေးထားတယ်အတိအကျပဲဘာလို့1200ဝင်လာတဲ့လူကဟို2500ကလူမျိုးလုံးလို့မရဘူးလေဗျာပုံမြင်ခက်တွေကုန်သွားပြီလေဒေါက်တာဦးအေးချမ်းကိုတိုင်ကရခိုင်သမိုင်း2500ဆိုမဖြစ်နိုင်ပါဘူးဒန္တာကြီးတွေပါသူကိုယ်တိုင်သုံးသွားတာနော်ဒန္တာကြီးတွေပါဆိုတဲ့ဗီဒီယိုဖိုင်ကျွန်တော်မှရှိတယ်ခင်ဗျားတို့နားထောင်ခြင်းပြောနော်ရခိုင်သမိုင်းကဒီဘက်တို့ဘာမှဆင်းသက်လာတဲ့အုပ်စုပါဆိုတာဒေါက်တာအေးချမ်းကိုတိုင်ပြောသွားတယ်နော်ဗမာတွေလည်းဒီတိုင်းပဲဒီဘက်တို့ဘာမှဟိုမှာရှိပြီးသားပကံခေတ်နဲ့ပကံခေတ်မတိုင်ခင်မှာရှိနေတဲ့ဒီအိန္ဒိယမျိုးနွယ်တွေနဲ့ဟိုတိဘက်တို့ဘာမှနဲ့ပေါင်းပြီးတော့ဗမာလူမျိုးဖြစ်လာတယ်ဆိုလားဗမာသမိုင်းဗုဒ္ဓဘာသာသမိုင်းပညာရှင်အကုန်လုံးကရေးထားပြီးသားအဲ့တော့ထားလိုက်ဗမာသမိုင်းကိုကျွန်တော်ရခိုင်သမိုင်းပြန်သွားမယ်ဆိုတော့ရိုဟင်ဂျာသမိုင်းနဲ့ရိုဟင်ဂျာနာမည်ဘယ်နှခုနှစ်ကရှိလဲဒီလူတွေရှိနေတာပဲနော်ဒီလူတွေကလွန်ခဲ့တဲ့ BC 2000တက်ကြလွန်ခဲ့တဲ့ BC 2000ဆိုတာခရစ်လွန်ခဲ့တဲ့နှစ်ပေါင်း4000ဟာဒီဒေသနတ်မြုံဝိုင်းရဲ့အရှေ့ဘက်ခြမ်းအနောက်ဘက်ခြမ်းမှာတည်ရှိနေတဲ့လူတွေဖြစ်တယ်ဒီလူတွေပဲဗုဒ္ဓဘာသာဝင်တွေဖြစ်ခဲ့တယ်ဟိန္ဒူဘာသာဝင်တွေဖြစ်ခဲ့တယ်အစ္စလာမ်ဘာသာဝင်တွေဖြစ်ခဲ့တယ်ဒီလူတွေပဲလူမျိုးနာမည်တွေပြောင်းသွားတယ်နော်ဒီတိုင်းမဲ့ရခိုင်တွေမွန်ဂိုလော့ဒ်တွေကရခိုင်ဆိုတဲ့နာမည်မရောက်ခင်မှာမောက်ဆိုတဲ့နာမည်ရှိခဲ့တယ်မောက်ကနေပြီးတော့ရခိုင်နာမည်ပြောင်းသွားတယ်ဒီတိုင်းမဲ့ဒီလူတွေကိုလည်းနာမည်အမျိုးမျိုးရှိမယ်ဒါပေမဲ့အစ္စလာမ်ဘာသာဝင်ဖြစ်တော့ဒီလူမျိုးဖြစ်မယ်ဟိန္ဒူဘာသာဝင်ဖြစ်တော့ဒီလူမျိုးဖြစ်မယ်ဗုဒ္ဓဘာသာဝင်ဖြစ်တော့ဒီလူမျိုးဖြစ်မယ်ဒါကအားလုံးတူတူပဲလူမျိုးဟာပြောင်းလဲလာတာပဲဂျူးနဲ့အစ္စရေးကိုကြည့်လိုက်ဂျူးနဲ့အာရပ်ကိုကြည့်လိုက်သူတို့ရဲ့မူလသမိုင်းညီကိုတွေပဲအဲ့တော့အစ္စရေးဘာသာကိုကိုးကွယ်တာဂျူးဘာသာကိုကိုးကွယ်တော့အစ္စရေးလူမျိုးဖြစ်သွားတယ်နော်အစ္စလာမ်ဘာသာကိုကိုးကွယ်တော့အစ္စမာအီအလွန်မွတ်စလင်လူမျိုးတွေဖြစ်သွားတယ်မွတ်စလင်တွေဖြစ်သွားတယ်အာရပ်တွေဖြစ်သွားတယ်ဆိုတော့ဘယင်တွေလည်းဒီတိုင်းပဲဟိန္ဒူဘယင်တွေရှိတယ်မွတ်စလင်ဘယင်တွေရှိတယ်ဗုဒ္ဓဘာသာဘယင်တွေရှိတယ်ဘယင်တွေလည်းပြောင်းနေနယ်နိမိတ်တွေလည်းပြောင်းနေနော်လူမျိုးတွေရဲ့ယုံကြည်မှုကိုးကွယ်မှုလည်းပြောင်းသွားတယ်အသားအရောင်တွေလည်းနှစ်ထောင်နဲ့ရှိလာရင်ပြောင်းလာတယ်နော်လူမျိုးနာမည်တွေလည်းပြောင်းလာတယ်နော်ဆိုတော့ဒါတွေကိုဒီလူတွေကဒီမှာရှိနေတယ်ပါတယ်ဆိုတာကိုခုနဗိုလ်ချုပ်မူကြီးတန်းရွှေကသူ
သူ့ရဲ့ဒီသူအာနာသိမ့်ပြီးတော့ပြထားခဲ့တဲ့တက်ကိုပထူရင်ပြသမိုင်းမှာတပ်တို့ပထူသမိုင်းပြထားချက်မှာတော့မှဒီရိုဟင်ဂျာတွေကိုရိုဟင်ဂျာဆိုတဲ့နာမည်သုံးပြီးတော့ဒါ1989 90လောက်ကပြထားတဲ့သမိုင်းနော်ပြထားသမိုင်းခင်ဗျားတို့အထောက်ထားလို့ရင်ကျွန်တော်မှရှိတယ်ရိုဟင်ဂျာတွေကိုရိုဟင်ဂျာလို့ခေါ်ပြီးတော့တိုင်းရင်းသားလို့တော့မခေါ်ဘူးတိုင်းရင်းသားနဲ့ပို့ပြီးတော့ရှေ့ကြတဲ့ indigenous ရှေးဦးလူမျိုးတွေတက်တူပြဋ္ဌာန်းချက်မှာစာအုပ်သင်ရိုးထဲမှာရေးထားတယ်ဆိုတော့ဒီလူတွေရှိနေတယ်ဒီလူတွေရောပဲဒီမြောက်ဦးသမိုင်းနော်မြောက်တက်က1400လွန်ခဲ့တဲ့နှစ်600ကျော်ကနော်မြောက်ဦးပြည်မင်းစောမုံတင်ပေးခဲ့တယ်မြောက်ဦးသမိုင်းရဲ့ပထမဆုံးနှစ်နေရာမှာဒီလူတွေပဲစစ်ဖို့ကြိုးကြီးတွေဖြစ်ကြတယ်စာဆိုတော်တွေရှိကြတယ်ရုံသုံးစာမြောက်ဦးသမိုင်းရဲ့ပထမပိုင်းနှစ်နေရာရုံသုံးစာဘင်္ဂါလီစာနဲ့ပန်ရှမ်းစာဖြစ်ခဲ့တယ်ဒီလူတွေကပဲနိုင်ဝင်ကြီးတွေအထိဖြစ်ခဲ့တယ်နော်ဆိုတော့ဒီမြောက်ဦးသမိုင်းရဲ့ရှမ်းချမ်းတောင်းဖြစ်လာတာဘာကြောင့်ဖြစ်လာလဲဒီရိုဟင်ဂျာဆိုတဲ့မွတ်စလင်ဆိုတဲ့ဒီပုံကိုယ်တွေနဲ့ဒီရခိုင်ဆိုတဲ့မောက်ဆိုတဲ့ဒီပုံကိုယ်တွေနဲ့စီးလုံးယူညွှတ်ချက်ပေါ်မှာမြောက်ဦးသမိုင်းဟာကြီးကျယ်ပြီးတော့ကဘာကျော်ခဲ့တယ်ဗမာကျော်မှုကဘာကျော်ခဲ့တယ်နော်မြောက်ဦးကိုအဲ့ဒီခေတ်ကရောက်ခဲ့တဲ့ဒီသမိုင်းပညာရှင်တွေကမြောက်ဦးကိုEast Venice လို့ခေါ်တယ်ဒီအရှေ့ပိုင်းကအရှေ့ကဘာက Venice အီတလီရဲ့ဒီကုန်သွယ်ရေးအချက်အခြာကျတဲ့မြို့တော် Venice မြို့တော်နော်ဒီကဘာအရှေ့ခြမ်းရဲ့ Venice မြို့တော်အင်တန်တာယာလှပပြီးတော့ကုန်သွယ်ရေးအားကောင်းတဲ့မြို့တော်ဆိုသတ်မှတ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီကနေပြီးတော့ဒီသမိုင်းကနေပြီးတော့ဒီ1984မှာဘိုးတော်ဦးဝိုင်းကနေပြီးတော့ရခိုင်ပြည်ကိုသိမ်းပိုက်တယ်ရခိုင်လူမျိုးတွေကိုလည်းရဲဆက်နှိပ်ကွက်ခဲ့တယ်ဗျာသမိုင်းကြီးကွယ်ဒါကဗမာမုံမို့လည်းပြောတာမဟုတ်ဘူးဒါဗရီသရစ်ခစ်တီရဲ့ဗရီသရစ်ဘီယန်ရဲ့သဘောတော်ပါဆိုတော့အဲ့ဒီအချိန်မှာရခိုင်တွေရောမွတ်စလင်တွေရောတက်တွေရောမျိုးတွေရောဒီမှာကြံနေတဲ့လူလက်ချမ်းဟိုအိန္ဒိယပေါ့ဗျာအရင်အခုတော့ဘင်္ဂလားဒေ့ရှ်ပေါ့အရင်တော့အိန္ဒိယအင်ပါယာပေါ့အဲ့ဒီဘက်ကိုထွက်ပြေးကြတယ်ထွက်ပြေးပြီးတဲ့အခါကျတော့ဒီ1824အင်္ဂလိပ်ကပြန်သိမ်းတော့နှစ်40ပါနော်ဆိုတော့ဒီရခိုင်လူမျိုးတွေကမျိုးချက်တွေဖြစ်တယ်တတိပြတိနဲ့ပြည်စုံတဲ့လူတွေဖြစ်တယ်ဒါသမိုင်းမှတ်တိုင်းမှာရှိတယ်နော်ဆိုတော့ဒီလူတွေကမိမိနိုင်ငံမိမိရင်မြေမိမိရှင်ပြန်ပြန်ရရှိရတဲ့အတွက်နှစ်40အတွင်းမှာပဲသူတို့စ조사ရင်းနဲ့အင်္ဂလိပ်နဲ့ပေါင်းတယ်အင်္ဂလိပ်နဲ့ပေါင်းပြီးတော့1824မှာဒီဗမာပြည်ကိုပြန်သိမ်းတယ်အင်္ဂလိပ်ကိုလည်းပေါင်းပြီးပြန်သိမ်းတဲ့အချိန်မှာဒီအင်္ဂလိပ်ကသူတို့မောက်အာမီဒါတရားဝင်အင်္ဂလိပ်ကခေါ်တာအင်္ဂလိပ်ကသူကလူတွေကိုစစ်တပ်ဖွဲ့လို့ရှိရင်လူတွေရဲ့အစားအစာနဲ့ comment ပေးမှုတွေ culture တွေကိုယဉ်ကျေးမှုတွေကိုထိမ့်သိမ်းလို့ရအောင်မွတ်စလင်ဆိုမွတ်စလင်အာမီနော်6ဆို6အာမီပန်ချာဘီဆိုပန်ချာဘီဒီလိုဟိန္ဒူဆိုဟိန္ဒူအာမီဒီလိုတက်ဖွဲ့ဗမာပြည်မှာလည်းအင်္ဂလိပ်ကကချင်တက်ဆိုကချင်တက်ကရင်တက်ဆိုကရင်တက်သူကထိန်းချုပ်လို့လွယ်တယ်စီကံတေဝမှုအထက်အောင်အားလုံးကောင်းတယ်ဆိုတော့အဲ့ဒီမောက်အာမီဆိုဖွဲ့ပြီးတော့ဝင်တိုက်ခဲ့တယ်အဲ့ဒီတော့ဒါကြောင့်မို့လို့လေဒီကိုလိုနီခေတ်ဦးမှာဒီဗမာပြည်မှာအုပ်ချုပ်တာဗမာပြည်အုပ်ချုပ်တာဗမာမဟုတ်ဘူးနော်အိန္ဒိယပါလာတဲ့မွတ်စလင်နဲ့ဟိန္ဒူပညာတတ်ဗျူရိုကရက်တွေရှိမယ်ဗမာပြည်ဒေသခံတွေကရခိုင်နေဖြစ်တယ်စာပေါ်ထွန်းလို့စာထွန်းအောင်ကျော်လို့ဒါရခိုင်နေပဲဒါဘီယန်ကအင်္ဂလိပ်နဲ့တွဲပြီးတော့ဗမာပြည်အုပ်ချုပ်ခဲ့တယ်ဒါကသမိုင်းနော်သမိုင်းဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ထပ်ပြီးပြောလိုက်မှာကနော်ခုနရိုဟင်ဂျာတွေနဲ့ပတ်သက်မှုကျွန်တော်ပြောမယ်နော်အဲ့ဒီအင်္ဂလိပ်နဲ့တိုက်တော့အင်္ဂလိပ်ကလာသိမ်းတော့လေဒီရိုဟင်ဂျာဆိုတဲ့မွတ်စလင်ဆိုတဲ့ပုံကိုယ်တွေလည်းပါခဲ့တာပေါ့နော်ဆိုတော့ဒီ1942မှာဒီဗမာပြည်ကိုဂျပန်ဝင်တယ်ဗမာပြည်ကိုဂျပန်သိမ်းတဲ့အခါကျတော့အင်္ဂလိပ်ကရခိုင်ကနေပြီးတော့နောက်ဆုံးဆုတ်ခွာသွားတယ်အင်္ဂလိပ်ကမဆုတ်ခွာခင်မှာ तू က V4 ဆိုပြီးတော့ Victory Force ပေါ့ तू ကဖွဲ့ဒီပျောက်ကြားစနစ်နဲ့ဒီသတင်းရဖို့နဲ့နောက်သူတို့ပြန်တိုက်တဲ့အခါမှာအခြေခံရအောင်ဆိုပြီးတော့ဒီ Victory Force ကိုဖွဲ့တဲ့အခါမှာကရင်မှာလည်းဖွဲ့ခဲ့တယ်ကချင်မှာလည်းဖွဲ့တယ်ချင်းမှာလည်းဖွဲ့တယ်ဒီရခိုင်ပြည်မှာရိုဟင်ဂျာတွေကိုအခြေခံပြီး B4 ဆိုဖွဲ့တယ်ဘာလို့ဆိုတော့ရိုဟင်ဂျာကဒီဂျပန်ခေတ်ရောက်တော့သူကအင်္ဂလိပ်နဲ့ပဲအဆင်ပြေပြီးတော့ဂျပန်ကြတဲ့အခါကျတော့ဂျပန်ခေတ်ရောက်တော့သူကဂျပန်ဘက်ကိုရင်းသွားတာရှိတဲ့အခါကျတော့ဒီရခိုင်မျိုးသားတွေကိုဒီအင်္ဂလိပ်ကဒီယုံကြည်စိတ်ချမှုအားနေ
အားနေတဲ့ခါကျတော့သူရဲ့ V-Force မှာရိုဟင်ဂျာတွေကိုအခြေခံပြီးဖွဲ့တယ်ရိုဟင်ဂျာတွေနဲ့သူတို့ဂျပန်ရဲ့ဒီစစ်သတင်းတွေယူတယ်နောက်တစ်ခါ1945 44မှာဗမာပြည်ကိုစတက်တာ44မှာစတက်တာနော်ခင်ဗျားတို့သိတာ1945မတ်လ29ရက်နေ့ဒေါ်လာရင်းနေမဟုတ်ဘူးရိုဟင်ဂျာတွေကဂျပန်ဖက်စစ်ကိုအင်္ဂလိပ်နဲ့အတူဒေါ်လာတာ1944ကတည်းကဒေါ်လာခဲ့တာဗမာပြည်မှာပထမအဆုံးဒေါ်လာတဲ့လူမျိုးဖြစ်တယ်ဒါကလည်းသမိုင်းပဲဒါသမိုင်းကိုဖောက်ဖြတ်တာဖျောက်ဖြတ်တာတော့မသိကြဘူးเนาะဆိုတော့ဒီနေရာမှာရိုဟင်ဂျာရဲ့လူဦးရေကိုလည်းကျွန်တော်နည်းနည်းလေးထည့်ပြောလိုက်အောင်ဒီ1984မှာဘိုးတော်ဦးဝိုင်းကတိန်းလိုက်တော့ရခိုင်တွေရောမွတ်စလင်တွေရောအကုန်လုံးမျိုးတွေတက်တွေရောတချို့ထွက်ပြေးကြတာပေါ့ဗျာနောက်1824မှာအင်္ဂလိပ်ဗမာပထမကဘာစစ်ဖြစ်ပြီးတော့ပထမစစ်ဖြစ်ပြီးတော့အင်္ဂလိပ်တွေပြန်သိမ်းတဲ့အခါမှာ1825မှာအင်္ဂလိပ်မဟာဝန်ရှင်တော်မင်းကြီး Charles Patton ကနေပြီးတော့တကောင်စင်းပြုလုပ်တယ်ရခိုင်မှာတကောင်စင်းပြုလုပ်တဲ့အခါမှာအဲ့ဒီအချိန်တော့ရခိုင်ပြည်မှာလူဦးရေ3သိန်းရှိတယ်6000ကရခိုင်ဖြစ်တယ်ရခိုင်လို့သူမရဘူးမောက်လူမျိုးလို့ရေးတယ်နော်3000ကရိုဟင်ဂျာလို့ဖြစ်တယ်ရိုဟင်ဂျာလို့မရဘူးသူမွတ်စလင်လူမျိုးလို့ရေးတယ်နော်ဂျာနဲ့1000ကတော့ဗမာတို့တက်တူမျိုးတို့ချင်းတို့ဘာတို့ပေါ့ဗျာဟိန္ဒူတို့ဘာတို့အဒီဟာစုစုပေါင်း1000ရှိအဲ့တော့ရိုဟင်ဂျာကဗမာပြည်ဒီရခိုင်တပြည်လုံးရဲ့လူဦးရေရဲ့3ပုံ1ပုံနီးပါးရှိပြီးတော့ရခိုင်က3ပုံ2ပုံနီးပါးရှိတယ်ဒါတစ်ချက်နောက်တစ်ခါ Charles Patton ကသူတကောင်စင်းမှာပညာအရေးချင်းနဲ့ပတ်သက်ပြီးတော့စင်းပြုစုခဲ့တယ်အဲ့စင်းပြုစုခဲ့တော့ဒီခရိုင်လိုက်ပေါ့ဗျာဒီစစ်တွေခရိုင်တို့ဘာတို့ကြောက်ဖြူခရိုင်တို့ဘာတို့ခရိုင်လိုက်စင်းပြုစုတဲ့နေရာမှာရခိုင်ပညာတတ်အရေးအတွက်များတဲ့နေရာတွေရှိသလိုရိုဟင်ဂျာလူမျိုးမွတ်စလင်ပညာတတ်အရေးအတွက်များတဲ့နေရာတွေလည်းရှိတယ်တန်းတူတဲ့နေရာတွေလည်းရှိဆိုတော့ကရခိုင်နဲ့ဒီမွတ်စလင်ရိုဟင်ဂျာတွေရဲ့ပညာတတ်မှုအတိုင်းအစာလည်းတန်းတူရှိခဲ့တယ်ဆိုတဲ့သမိုင်းထောက်ထားကိုကျွန်တော်ပြောခြင်းဖြစ်တယ်ဆိုတော့ဒါကအင်္ဂလိပ်ကိုတော်လှန်ပြီးတော့ဗမာလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ရိုဟင်ဂျာသမိုင်းအင်္ဂလိပ်အုပ်ချုပ်ပြီးတဲ့အခါကျတော့ဒီ1920မှာမြို့သားကျောင်းတွေဖြစ်ခဲ့တယ်မြို့သားကျောင်းတွေဖြစ်တော့ဒုဗမာမြို့သားကျောင်းတွေဖွင့်တယ်ဆရာကြီးဦးရဇတ်ကမန္တလေးမြို့မှာအမျိုးသားထက်တန်းကျောင်းကြီးကိုပါဝင်ထူထောင်ပြီးတော့အမျိုးသားထက်တန်းကျောင်းဥက္ကဋ္ဌဖြစ်ကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်ထမ်းဆောင်ခဲ့တယ်ဒီအတိုင်းပဲကျွန်တော်တို့ဒုဗမာရိုဟင်ဂျာတွေကလည်းဒီရိုဟင်ဂျာတွေကလည်းစစ်တွေမျိုးကဒီမျိုးအထက်တန်းကျောင်းအကြီးဆုံးအထက်တန်းကျောင်းကျောင်းအုပ်ကြီးကဇိုင်းနူဒင်နော်သူကလည်းအမျိုးသားကျောင်းဖြစ်ဒီမြန်မာနိုင်ငံကြီးမှာပါဝင်ပြီးတော့အင်္ဂလိပ်ဆိုတော့စန့်ကျင်ခဲ့တယ်ဒီသမိုင်းတွေလည်းကျွန်တော်တို့အဖြောက်ခံရတယ်နော်ဆိုတော့ဒီလွတ်လပ်ရေးမရခင်မှာပဲဒီလွတ်တော်မှ4ယောက်ရခိုင်ရနော်ဒါကမန်ခေါ်မလားရိုဟင်ဂျာခေါ်မလားမွတ်စလင်ခေါ်မလားကြိုက်တယ်လို့ခေါ်နော်ဘာဖြစ်လို့ဆိုတော့လူတွေက intermarriage ဗျာဖြစ်ကြတာပေါ့ဘာသာမတူတဲ့လူတော် intermarriage ဖြစ်ရင်ဘာသာတူတဲ့ရိုဟင်ဂျာနဲ့ကမန်ကဘာဖြစ်လို့လက်မထားကြရမှာလဲခင်ဗျားတို့ကထင်တာကမန်ဆိုကမန်ဆိုပြီးတော့တခါတည်းဟိုကြက်စီးပြီးတော့ဒါကမန်ကွာဒါရိုဟင်ဂျာဆိုရိုဟင်ဂျာကွာဖြစ်မလားအဲ့လိုဗမာနဲ့မွန်နဲ့ပေါင်းဆက်ပြီးတော့မွန်ဗမာတွေရှိတယ်ဗမာခံယူသွားတာလည်းရှိတယ်မွန်ခံယူသွားတာလည်းရှိတယ်ဗမာနဲ့ကရင်နဲ့ပေါင်းဆက်ပြီးတော့မွန်ဗမာကရင်တွေရှိတယ်ဒီလိုပဲကရင်ဖြစ်လူမျိုးဖြစ်ခံယူတဲ့လူတွေရှိမယ်ဗမာဖြစ်ခံယူတဲ့လူလည်းရှိမှာပေါ့ဒီရိုဟင်ဂျာနဲ့ပတ်သက်လည်းပဲဘာဖြစ်လို့မပေါင်းဆက်ရမှာလဲနော်မြောက်ဦးခေတ်ကဆိုလို့ရှိရင်ဒီမြောက်ဦးဘရင်တွေဟာနိုင်ငံခြားကလာတဲ့လူတွေနဲ့ရခိုင်မျိုးသမီးတွေနဲ့လက်ထပ်ဖို့အားပေးပါတယ်အဲဒါကြောင့်မလို့လက်ထပ်ခဲ့ကြပါတယ်ဆိုပြီးတော့ဒီဒေါက်တာအေးချမ်းနဲ့ဂျက်လိုက်တာနဲ့နောက်ဒတ်ကပညာရှင်တယောက်နဲ့သူတို့စာရန်ဖောက်ပြလုပ်တယ်လေအဲတော့ရခိုင်မျိုးသမီးတွေကဒတ်တွေနဲ့မင်္ဂလာမဆောင်ပါဘူးလို့ဒေါက်တာအေးချမ်းမငြင်းနိုင်ပါဘူးနော်ဆိုတော့ရခိုင်မျိုးသမီးတွေကဒတ်တွေနဲ့မင်္ဂလာဆောင်တယ်မြောက်ဦးခင်မှာမွတ်စလင်အနည်းဆုံး9000ကျတော့ဘင်္ဂါလီခေါ်ခေါ်ရိုဟင်ဂျာခေါ်ခေါ်ကြိုက်တယ်လို့ခေါ်မွတ်စလင်9000ရခိုင်ပြည်ရဲ့မြောက်ဦးခေတ်အစပိုင်း200မှာရခိုင်ပြည်ရဲ့မင်းဆက်ကိုမှောက်ချင်တယ်လို့မှောက်လှမ်းချင်တယ်လို့တမိုင်းဆရာတွေမှတ်တမ်းတင်သွားတဲ့စကလုံးနော်
ရခိုင်ပြည်ရဲ့အနှစ်နေရာမြောက်ဦးမင်းဆက်ကိုမှောက်ရှင်တယ်လို့မှောက်လှမ်းရင်တယ်လို့လှမ်းတာအဲ့ဒီမွတ်စလင်တပ်တွေပါဒီမွတ်စလင်တပ်တွေကဟိုပင်လယ်ဟိုဒီဝါကိုကြော်ပြီးတော့ရခိုင်ပြည်ကိုလာတာမိမတွေပါမလားအားလုံးအားကောင်းမောင်းတာယောက်ျားတွေကြီးပဲဒီအားကောင်းမောင်းတာယောက်ျားတွေကဘယ်သူနဲ့အိမ်အောင်ကြမလို့နော်ရခိုင်မျိုးသမီးနဲ့မကြရင်ဘယ်သူနဲ့ကြမလဲဒေသခံမွတ်စလင်နဲ့မကြရင်လည်းဘယ်သူနဲ့ကြမလဲနော်ခင်ဗျားဒီမှာရှင်မြဝါရဲ့ဒီမင်းပါယူပေးတဲ့စာဖတ်ကြည့်လေအဲ့မှာရခိုင်မျိုးသားတွေမိသားစုလိုက်ရွာလုံးကျွတ်လိုက်အစ္စလာမ်သာသနာကိုကူးပြောင်းကုန်ကြပြီနော်အစ္စလာမ်သာသနာတွေနဲ့လက်ထပ်ကုန်ကြပြီတို့လူမျိုးတွေပျောက်သွားတော့မယ်ဆိုတော့နှစ်200မှာအထိဖြစ်နေတဲ့ကိစ္စဒါသမိုင်းနေမွတ်စလင်ဆိုတာသူရောက်တဲ့နေရာဗလီတဲတာဗျအဲ့ဗလီမရှိဘူးတဲ့ဘယ်လိုရှိမဲဖြက်စီးပလိုက်ပြီလေအစမကြောင်ဖြက်စီးပလိုက်ကြောက်စာမရှိဘူးဘယ်လိုကြောက်ဗလီတော်ဖြက်အငုံမကြောင်ဖြက်စီးမှကြောက်စာဘယ်လိုရှိမလို့ဒီမှာဟိုဆရာရှယ်ကဒီမြောက်ဦးနန်းတော်တင်ပေးတဲ့ဗိုလ်ချုပ်ကြီးစင်တီကန်ကိုကျေးဇူးတင်လို့မြောက်ဦးနန်းတော်ဟိုစောက်တဲ့အုပ်တွေနဲ့ဗိုလ်ချုပ်ကြီးစင်တီကန်ပလီကိုတည်ပေးခဲ့တယ်ဒီစင်တီကန်ပလီရဲ့ဓာတ်ပုံဟာဆရာချယ်တို့ဘာလို့မှတ်တမ်းတင်ထားတာလဲကျွန်တော်မှရှိတယ်နော်အဲ့ဒီပလီတွေကိုလည်းခင်ဗျားအမြင့်ပါမကြောင်ဖြက်စီးပလိုက်တယ်လေခင်ဗျားတူးခံရလားတူးခံရပြောလိုက်ကျွန်တော်တို့လာတူးမယ်နေရာတိကျသိတယ်အဲ့နေရာမှာစင်တီကန်ပလီရှိတယ်နော်အဲ့တော့မင်းရအထောက်ထားရှိလားအထောက်ထားရှိသမျှအထောက်ထားအကုန်လုံးခင်ဗျားတို့ဖြက်စီးပြီးစစ်တွေမှာရှိနေတဲ့ဗလီတွေအများကြီးလဲဒီနေ့အထိဗလီပုံစံမင်နရာတွေနဲ့ဒီမရာဂျ်နေရာတွေနဲ့ဒီဝတ်ပြုတဲ့နေရာတွေနောက်ဒီလေကား30နေရာတွေအကုန်လုံးဒီမှာဟိုဗုဒ္ဓရုပ်ပွားတွေဒါပန်းအိုးတွေတည်ပြီးတော့ဖျားစီတွေလှုပ်လိုက်တာအထောက်တပုတ်နေအခုရှိနေတာပဲအခုလည်းခင်ဗျားတို့တွေ့နေတာပဲဘာဖြစ်လို့ထောက်ထားတောင်ကျွန်တော်တမိုင်းကိုပြန်တူးဆွနေတာမဟုတ်ဘူးခင်ဗျားတို့ကရိုဟင်ဂျာတွေကိုလူမျိုးတုံးတတ်ချင်တဲ့စိတ်နဲ့ဒီလိုလုပ်နေလို့ကျွန်တော်ထောက်ပြနေတာတမိုင်းကိုပြန်ဖော်ပြီးတော့တမိုင်းကျွေးဆက်နေတာမဟုတ်ဘူးတမိုင်းကဒီလိုအမားတွေရှိနေတယ်လိန်ညာမှုတွေရှိနေတယ်ဖျက်ဆီးမှုတွေရှိနေတယ်ဖုံးကွယ်မှုတွေရှိနေတယ်ဒီလူတွေကတီးရှိမှုကိုစနစ်တကျဖျောက်ဖျက်နေတာဖြစ်တယ်လူမျိုးဂျင်နွယ်ဆိုက်လုပ်တာအခုတည်းကလုပ်တာမဟုတ်ဘူးဒီနေ့ယာနဲ့ရှိနေပြီဆိုတော့ကျွန်တော်သိစေချင်လို့ပြောပြတာနော်ဆိုတဲ့အခါကျတော့ဒါကသမိုင်းနော်ရခိုင်ကမြောက်ဦးသမိုင်းကရှမ်းရန်တောက်ထုံးကားလာတာကြီးပွားလာတာတိုးတက်လာတာအင်အားရှိလာတာဒီမွတ်စလင်တွေနဲ့ဒီရခိုင်တွေနဲ့ညီညွတ်မှုပေါ်မှာဖြစ်လာတာဒီမွတ်စလင်တွေနဲ့ဒီရခိုင်တွေရဲ့မညီညွတ်မှုပေါ်မှာမြောက်ဦးသမိုင်းကဘုံလဲကြဆုံသွားပြီဒီနေ့ယနေ့အချိန်ထိရခိုင်လူမျိုးတွေဟာနလမထူနိုင်အောင်ဖြစ်နေတာဘယ်ရခိုင်သမိုင်းပညာရှင်ကျွန်တော်လာညင်းရမယ်ကျွန်တော်သမိုင်းပညာရှင်မဟုတ်ဘူးကျွန်တော်စာဖတ်တဲ့သူဖြစ်တယ်နော်ကျွန်တော်စာရဲ့ဗုဒ္ဓဘာသာရခိုင်တွေရေးထားတဲ့အထောက်အထားတွေကျွန်တော်ပေးမယ်ခင်ဗျားတခြားလူတွေရေးတဲ့အထောက်အထားပေးမှာနော်ကျွန်တော်တို့ကသမိုင်းမှာမှားနေတာတွေကိုသင်ခန်းစာယူပါသမိုင်းမှာမှန်နေတာတွေကိုအတုယူပါအဲ့တော့ဒီနေ့ရခိုင်မိတ်ဆွေတွေကိုကျွန်တော်အလေးနဲ့ပြောချင်တာနော်ဒီဗမာရခိုင်ပြည်နယ်မှာဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့လူဦးရေကြီးကိုနော်ခင်ဗျားတို့တိုင်းရင်းသားခေါ်နိုင်ငံသားခေါ်နော်ဒါ I don't care နော်ဒါအဓိကမဟုတ်ဘူးနော်ရခိုင်ပြည်နယ်မှာဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ဒီလူအုပ်စုကြီးကိုခင်ဗျားတို့နဲ့ဒန်းတူမထားနိုင်ရင်ဒန်းတူအတိမမပြုတ်နိုင်ဘူးဆိုရင်နော်ခင်ဗျားတို့အဖရခိုင်နိုင်ငံတော်ကြီးတော့ဖြစ်လာမှာမဟုတ်ဖြစ်ချင်းဖြင့်ရခိုင်ဂျီနိုဆိုက်နိုင်ငံတော်ကြီးပဲဖြစ်သွားမယ်ဒါတော့ခင်ဗျားတို့လေးနဲ့စဉ်းစားကြပါတော့ကျွန်တော်ပြောချင်တယ်အဲ့တော့ဒီမြန်မာမွတ်စလင်ပတိတွေကိစ္စတိတ်များမပြောချင်ဘူးဗျာမြန်မာမွတ်စလင်ပတိတွေမပါတဲ့မြန်မာသမိုင်းဆိုတာရှိသလားရေးလို့ရသလားဟုတ်ပကံခေတ်ကစရေးဗျာဒီနေ့အထိစရေးဗျာဗမာတမတော်သမိုင်းဟုတ်ပြီ BIA ဆိုတော့ဝင်လာတယ်1940နဲ့41ဒီဇင်ဘာ42ဝင်လာတယ်ဒဝဲဘိတ်ကိုစရောက်ထဲကမွတ်စလင်ဘိုးတွေမွတ်စလင်တပ်သားတွေဝင်ခဲ့တာ BIA မှာနော်ဓာတ်ပုံတွေရှိတယ်ဒါဗမာတမတော်ရဲ့ပထမဆုံးတရေတဲတဲ့တပ်ဒီနေ့ခေတ်သစ်ဗမာတမတော် BDA တော့လည်းမွတ်စလင်တွေပါတာပဲ
BNA ဆိုပြီးတော့ BDA ဆိုတာဂျပန်ခေတ်မှာပြောင်းတာ BDA ဆိုတာကအင်္ဂလိပ်ခေတ်မှာပြောင်းတာဘယ်ခေတ်မှာပဲဖြစ်ဖြစ်ဗမာတပ်မတော်မွတ်စလင်တွေကတပ်ဖို့တပ်သားနေရာမှာရှိတယ်လို့တပ်ဖို့နေရာမှာတပ်မုံနေရာမှာလည်းရှိခဲ့တယ်နော်ဒါကတမိုင်းကညှင်းလို့မရဘူးခင်ဗျာဒီတော်လိုင်းရေးကောင်စီခေတ်ကဘုံမူကြီးတင်ဆိုးအဲ့ရောက်ထင်မဲ့ဘုံမူကြီးဆိုတာအခုအချိန်မှာတော့ဘုံမူကြီးဆိုတာဟိုတိတ်တမ်းမဝင်တော့ဘူးလေဆိုတော့ဘိုးချုပ်တော်ယာနဲ့ယာချီနေပြီအဲ့ဒီခေတ်ကဘုံမူကြီးဆိုတာဘိုးချုပ်နေဝင်တော့ဘိုးချုပ်ကလေးပဲရှိသေးတယ်ဘုံမူကြီးဆိုတာဒါစစ်တပ်မှာဒုတိယအကြီးဆုံးရင်မွတ်စလင်တွေရှိတယ်ဒုတိယအကြီးဆုံးရင်နောက်ခုနဘုံမူကြီးဟိုဘာရှင်တော့နောက်ပိုင်းမှာဘုံမူကြီးဖြစ်တာပေါ့နော်ဆိုတော့ဒါကဗမာတမတော်သမိုင်းနော်ကျောင်းသားသမိုင်းပြောမလားခင်ဗျာတကသကိုစဖွဲ့တော့မပြောနဲ့တကသဖွဲ့ဖို့ဖွဲ့စည်းပုံရေးတွေကဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဥက္ကဋ္ဌကိုကျော်ခင်သူလည်းမွတ်စလင်ပဲရခိုင်ဘက်ကမွတ်စလင်တကသကိုစဖွဲ့တော့ပထမဆုံးဥက္ကဋ္ဌကလည်းဦးထွန်းစိန်ရခိုင်မွတ်စလင်ပဲဗျနော်နောက်တကသကိုဘာကသကိုပြောင်းလိုက်တဲ့အခါကျတော့1938ကျောင်းသားတပိတ်နောက်ပိုင်းမှာပြောင်းတဲ့အခါမှာဘာကသရဲ့ဥက္ကဋ္ဌကဥရရှိမွတ်စလင်ပဲဗျဟိုကျွန်တော်မန္တတိုင်တက်ပြနေတာမဟုတ်ဘူးခဲတော့မွတ်စလင်တွေကဧည့်သည်တွေနော်နောက်မှလာတဲ့လူတွေခိုးဝင်တဲ့လူတွေတိုင်းပြည်အတွက်စိတ်မချဘူးဒီလူတွေကိုအမတ်ထားလို့မရဘူးတမရပေးလို့မရတော့ဘူးဆိုတော့တမိုင်းကိုပြန်ကြည့်လေဗျာတမိုင်းကိုပြန်ကျေးဇူးကမ်းတယ်လို့မဖြစ်နေဘူးလားနော်ဟောဗမာဘရင်တမတော်တမိုင်းနော်မလေးရှားမှာဒီဦးသိန်းစိန်လက်ထက်ကသွားရှင်းတယ်ဟာတဲ့မွတ်စလင်တွေကိုမခွဲခြားပါဘူးတဲ့ကျွန်တော်တို့ဗမာခေတ်တည်းကပြောင်းပြီးဗျတ်တာတို့ပါလို့ဆိုတာဒါတက်မှုတွေပါတဲ့မွတ်စလင်တက်မှုတွေပါနော်ခင်ဗျားတို့ဒီမှာဟိုဘာရှိလဲဒီမှာအက္ကဘမြို့ဝင်ပင်လယ်မြို့စားမင်းကြီးမဟာမင်းလမင်းကောင်မင်းကြီးမဟာမင်းလမင်းထင်ရာဇာဘွဲ့ခံဗိုလ်ချုပ်ကြီးရှုံဦးချုံမွတ်စလင်ပဲဗျနော်ဒါဘယ်လိုရေးထားလဲနတ်မောက်ထွန်းရှိန်ကဝင်းနေနဲ့တီးခဲ့သည့်မင်းနေပြီဆိုတဲ့စာအုပ်မှာရေးခဲ့တာနော်သူကနိုင်ငံသားပညာတော်သင်တွေနဲ့သွားတဲ့ဘာသာစကားမျိုးတုံးတတ်တယ်တတိပြတိရှိတယ်သစ္စာရှိတယ်နော်ဒီမှာပါလေအက္ကဘမျိုးဝင်အုတ်ကြောင်းညူလဲသူဆောက်လို့လူထမ်းခဲ့တယ်သူဓမ္မဇယကျူလဲသူဆောက်လို့လွန်ထမ်းခဲ့တယ်နော်မင်းတို့မင်းကိုယ်တိုင်ဒီမန္တလေးနန်းတော်ကိုစထောက်တော့မန္တလေးနန်းတော်ဆောက်တာနဲ့မန္တလေးနန်းတော်ရဲ့အရှိတောင်တောင်သူကိုယ်တိုင်ရွှေပနက်ရိုက်ပြီးတော့ရွှေပနက်ပလီဆိုတော့တီထောက်ခဲ့မန္တလေးနန်းတော်ထဲမှာပလီနှလုံးရှိခုအစမရှိတော့အမရပူရမင်းနေပြီဖြစ်တော့လည်းပလီအများကြီးရှိတယ်10ပေါင်းများစွာရှိ30 40လောက်ရှိမယ်လို့ကျွန်တော်တင်နော်ဆိုတော့ဒီဟာတွေကတော့ဒီကဒီဗမာတံမတော်မှာနော်ဒီမွတ်စလင်တွေကပညာသင်တတ်တယ်ဒီနေ့လေဓာတ်ရေဓာတ်နဲ့အဆင့်တူတဲ့ပညာသင်တတ်တယ်နော်သူတို့ကလေးတက်ကသူတို့မြင်းတက်ကသူတို့အမြောက်တက်ကသူတို့ရေတက်ကသူတို့ဗမာဘရင်အဆက်မှာမွတ်စလင်တွေကသွေးမပါဘဲနဲ့တီထောင်ခဲ့တဲ့မြန်မာဘရင်ခေတ်ရှိခဲ့ပါတယ်ဆိုရင်ပြကြည့်လိုက်ခင်ဗျားတို့အောက်မှာရေးသွားလိုက်ကျွန်တော်အထောက်ထားပြန်ရှာပြခင်ဗျားတို့မရှိမွတ်စလင်မပါဘဲရေးလို့ရတယ်ဆိုနော်ခုနကဒီသမိုင်းတွေကြီးကျယ်တွေထားလိုက်အောင်နော်စာပေအကြောင်းပြောမလားကြပြရတုရကံပြောမလားစောင်းတချင်းကြီးပြောမလားကာတွန်းပြောမလားရုပ်ရှင်ပြောမလားစီဝါရေးပညာရေးယဉ်ကျေးမှုပြောမလားခင်ဗျာနိုင်ငံရေးလူမှုရေးဘယ်နေရာမှာဘာပြောမြန်မာနိုင်ငံရဲ့သမိုင်းကိုမြန်မာမွတ်စလင်ပတိတွေမပါဘဲနဲ့ရေးလို့ရတဲ့နေရာတနေရာရှိပါတယ်ဆိုရင်အဲ့တနေရာကိုကျွန်တော်ပြပေးလိုက်ဒီနေရာမှာတော့မွတ်စလင်မပါဘူးဗျာဗုဒ္ဓသာသနာတန်ရှင်းတည်တံ့ပြန်ပွားရေးမှာမွတ်စလင်မပါဘူးလားပြောကျွန်တော်ထောက်ထားပြန်ဗုဒ္ဓသာသနာတန်ရှင်းတည်တံ့ပြန်ပွားရေးတော့မှမွတ်စလင်တွေကဒါမိမိနဲ့ဘာသာသာသနာမတူတော့လဲတိုင်းပြည်အကျိုးအများပြည်သူအကျိုးအတွက်အထောက်အကူပြုခဲ့တဲ့သမိုင်းတွေဖြ
ဖြောက်လို့မရဘူးတမိုင်းကိုဖြောက်တာလူမိုက်ပဲရိုဟင်ဂျာတမိုင်းဖြစ်ဖြစ်မွတ်စလင်တမိုင်းဖြစ်ဗမာတမိုင်းပဲဖြစ်ကရင်တမိုင်းပဲဖြစ်ဘယ်တမိုင်းမှဖြောက်လို့မရဖြောက်လို့ဘယ်သူမှမရဘူးဖြောက်တဲ့လူကအရှက်တွေအကျိုးနဲ့ဖြစ်မယ်နော်ဆိုတော့အခုကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့နိုင်ငံကလွန်ခဲ့တဲ့နှစ်90လောက်ကဒီလွတ်လပ်ရေးဖခင်ကြီးဦးအောင်ဆန်းကအကြိမ်ကြိမ်သတိပေးတားမြစ်ခဲ့တဲ့အမားတွေကိုအခုချိန်ထိကျူးလွန်နေစေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဦးအောင်ဆန်းပြောတဲ့နိုင်ငံကြီးဖြစ်နေတာပေါ့နော်ဒီ1948ခုဖေဖော်ဝါရီလ17ရက်နေ့မှာဒီပင်လုံစာချုပ်မချုပ်ခင်တရက်ညစာစားပွဲမှာဘုရားအောင်ဆန်းပြောခဲ့တယ်ဒီမိကုန်းတွေကိုခင်ဗျားတို့မသိကြဘူးသိတဲ့လူတွေကလည်းမဖော်ထုတ်တော့နော်လူတယောက်နဲ့တယောက်အမုန်းပွားပြီးတော့လူမျိုးတစ်မျိုးနဲ့တစ်မျိုးအမုန်းပွားပြီးတော့တိုင်းပြည်ကိုထိခိုက်နေအောင်ရခင်လူတချို့တွေကလုပ်နေကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီညစာဆောင်မှာဘုရားအောင်ဆန်းပြောလဲဆိုတော့အမျိုးဘာသာသာသနာဆိုတာအမျိုးဘာသာသာသနာဆိုတာပြည်တော်စုနိုင်ငံတော်တည်ထောင်မလို့ဒီအမျိုးသားဘာသာသာသနာသုံးစားလို့မရတော့ဘူးဒါလွန်ခဲ့တဲ့နှစ်90တည်းကသတိပေးခဲ့တာနော်လွတ်လပ်ရေးတိုက်ပွဲဝင်တော့ရတယ်ဟုတ်တယ်လွတ်လပ်ရေးတိုက်ပွဲဝင်တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဗီယက်နမ်ပဲဖြစ်ဖြစ်မလေးရှားပဲဖြစ်အင်ဒိုနီးရှားပဲဖြစ်ဖြစ်ရုရှားပဲဖြစ်ဖြစ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဒီနိုင်ငံထဲမှာရှိတဲ့လူမျိုးအင်အားကြီးတဲ့ dominant ethnic ပေါ့နော်ဒီလူများစုကြီးရဲ့ဒီလုံးနိုးထားမှုကိုလိုချင်တဲ့အတွက်ကြောင့်ဒီလူများစုကြီးနဲ့သက်ဆိုင်တဲ့ခံစားချက်တွေကိုရှေ့တန်းတင်ပေးရတယ်ဒါကြောင့်အမျိုးဘာသာသာသနာဒါရှိတင်ပေးရတယ်ဒါပေမဲ့နိုင်ငံသစ်ပြည်တော်စုနိုင်ငံလိုနိုင်ငံမျိုးတည်ထောင်တတ်မယ်ဆိုတဲ့အခါကျရင်တဲ့အမျိုးဘာသာသာသနာနဲ့တည်ထောင်လို့မရဘူးနိုင်ငံသားစိတ်နဲ့တည်ထောင်ရမယ်လွန်ခဲ့တဲ့နှစ်90ဖေပြောခဲ့တယ်ဖေပြောခဲ့တယ်ဆိုတော့ဦးအောင်ဆောင်ကမေးဦးအောင်ဆောင်ကိုလူတွေကမေးတယ်ဦးအောင်ဆောင်ခင်ဗျားရဲ့ခင်ဗျားအဖေဗိုလ်ချုပ်အောင်ဆန်းခင်ဗျားတို့ဘာမှာခဲ့လဲဟမ်ကျွန်တော်အဖေသေးတော့ကျွန်တော်က၄နှစ်တဲ့2နှစ်တဲ့သူခေါ်တာစုကြည်ပေါ့နော်စုကြည်ရတဲ့နှိုးဆိုပဲရှိသေးတယ်တဲ့သူကျွန်တော်တို့ဘာမှမမှာခဲ့ဘူးရှင်ဟုတ်တော့၄နှစ်သား2နှစ်သားသူ့မှာပါတယ်ဘယ်လိုသူပြောမလဲအဲ့တော့ဖေပြောခဲ့တယ်ပြောခဲ့တယ်ဒီစကလုံးတွေကြတော့ဘာဖြစ်လို့ဒေါအောင်ဆန်းစုကြည်ကအများပြည်သူကမပြောတာလဲအမျိုးဘာသာသာသနာဟာနော်ဒီမဘာသာတွေခက်ကောင်းနေတယ်မဘာသာဆိုပြီးတော့မုံတီးတွေလုံနေတယ်တပ်ဖြတ်မှုတွေမိထီလာမှာအကြီးကျယ်တပ်ဖြတ်မှုတွေလုံနေတယ်နော်အမျိုးဘာသာသာသနာနဲ့တိုင်းပြည်တည်ထောင်လို့မရဘူးတိုင်းပြည်ပျက်စီးမယ်ဖေပြောခဲ့တယ်နိုင်ငံသားစိတ်ဓာတ်မွေးရမယ်လို့ဒေါအောင်ဆန်းစုကြည်တခွန်းပြောခဲ့တာနော်တော့ခြေခွဲဝမ်းနဲ့ကြကောင်းပါတယ်နော်ဒါကြောင့်မလို့ဒီအိုင်စတိုင်းတို့မာတင်လူသာကင်းတို့ကပြောတာဆိုးတဲ့လူတွေကြောင့်လောကပြတ်တာမဟုတ်ဘူးတဲ့ကောင်းတဲ့လူတွေကမသိကြအောင်ဆောင်လို့လောကကြီးပျက်စီးတာနော်ဆိုတော့ခုနဘိုးကျောင်းဆမ်းမဲဦးအောင်ဆမ်းမဲ1940ခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲတော့နိုင်ငံတော်ဘာသာလုပ်မယ်ဆိုတော့ဆရာကြီးဦးဒီတို့ဘာရှိုးကတင်သွင်းတဲ့အခါမှာပြောခဲ့တယ်နော်မိတို့ကြာနေမှာခင်ဗျားတို့ပြန်ကြည့်လို့ရတယ်နော်လွတ်လပ်ရေးတိုက်ပွဲဝင်တော့အတူတူပဲဆိုပြီးတော့တိုက်ခဲ့တယ်နော်အယိုးဆွဲနေတဲ့ခရစ်ယာန်တွေကက်သလစ်တွေရှိတယ်နော်သူနောက်မဟာမေဒင်တွေရှိတယ်အတူတူပဲလို့ခင်ဗျားတို့ပြောပြီးတိုက်အခုလွတ်လပ်မယ်တော့မကြံသေးဘူးတဲ့နော်ခင်ဗျားတို့အပေါ်စီးယူတော့ငါတို့ဘာသာနိုင်ငံတော်ဘာသာဖြစ်ပြီးငါတို့လူမျိုးကdominant ပေါ့နော်အဆင့်တစ်ဆင့်မြင့်တဲ့လူမျိုးသဘောမျိုးခင်ဗျားတို့လုပ်မယ်ဆိုရင်တဲ့ဒီတိုင်းပြည်ကိုခမည်းပဲအုပ်ချုပ်ဆရာပဲအုပ်ချုပ်ဦးတယ်ကျွန်တော်ကတော့ဒီတိုင်းပြည်ခွေးဖြစ်မဲ့ထဲမှာကျွန်တော်မပါဘူးကျွန်တော်ဒီခွေးဖြစ်မဲ့ထဲမှာကျွန်တော်မပါဘူးအခုကျွန်တော်တို့ဘယ်ဘဝရောက်နော်ချိန်တော့ကနေဆက်ရှင်ထိတဲ့နိုင်ငံတိုင်းမှာဗမာဟိဆိုနေဆက်နိုင်ငံတိုင်းကယူသေးခန့်ညာတယ်မဏိပူဇာကတဲ့ကိုလည်းတိုက်လိုက်တာပဲတရုတ်ကိုလည်းမနိုင်လဲနိုင်တဲ့နေရာနိုင်တဲ့အချိန်တုတ်ထလိုက်တာပဲထိုင်းကိုလည်းတစ်ချိန်ချင်းချတာပဲနော်ခင်ဗျအခုဘာဖြစ်နေဗမာဆိုရင်ခင်နေဆက်ရှင်ထိတဲ့နိုင်ငံတိုင်းမှာအင်တာကြေခွဲရပါတယ်ကျွန်တော်တို့ရဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေ
ကျွန်မလို့ရတယ်ကျွန်မခံရတဲ့နိုင်ငံရှိလားရင်တော့ဗမာဆိုရင်ကြောက်ရွံ့ခံရတဲ့နိုင်ငံကနေပြီးတော့ဗမာဆိုရင်အစော်ကားခံရတဲ့လူမျိုးတွေဖြစ်မနေဘူးလားတချို့ဆိုသူများနိုင်ငံရောက်နေဗမာလို့တော့အတိမခံနိုင်နော်ဒါတွေကကျွန်တော်ဘ누구ကိုဖြစ်တယ်မလဲနော်ဒီအမားတွေကိုဘာဖြစ်လို့ဒီလိုတိုင်းပြည်နဲ့နောင်ကိုခင်ဗျားတို့ဆူဆိုက်လုပ်နေတာမွတ်စလင်ဘယ်လူရဲ့တန်း90မွတ်စလင်ဘယ်နှတန်းရှိလဲဗျာရိုဟင်ဂျာဘယ်နှတန်းရှိလဲဗျာ5-6တန်းရှိမှာပေါ့ဒီ5-6တန်းကိုဖိနှိပ်နင်းရှင်နေလို့ခင်ဗျားတို့တိုးတက်မလားနော်ပြဿနာတောင်း6ဆောင်တီတက်ဖြစ်လာပြီးတော့အခုဂျီနိုဆိုက်နိုင်ငံကြီးဖြစ်သွားပြီအစင်းအဆုံးနိုင်ငံပြည်တွင်းစစ်တွေလည်းဖြစ်နေပြီတိုင်းသားတွေကိုလည်းတိုင်းသားလျောက်ခင်ဗျားတို့ဖိနှိပ်တယ်မွတ်စလင်တွေအစ္စလာမ်ဘာသာကိုးကွယ်တယ်လို့အစ္စလာမ်ဘာသာကိုးကွယ်လို့ဆိုပို့ပြီးဖိနှိပ်တယ်ဘယ်လိုနစ်နာလဲတနိုင်ငံလုံးနစ်နာရင်မွတ်စလင်က6တောင်းလောက်နစ်နာ6တန်းလောက်အစုစုပေါင်း5-6တန်းလောက်နစ်နာမယ်ဒီတိုင်းသားတွေက10တန်း15တန်းလောက်နစ်နာမယ်ဗမာတန်း30ကျော်ပုံမနစ်နာဘူးလားတကယ်လို့များကျွန်တော်တို့ဓာတ်ညညီများအခွင့်အရေးနဲ့တရားဥပဒေစိုးမိုးမှုတရားမျှတမှုခင်ဗျားတို့လုပ်လို့ရှင်တနိုင်ငံလုံးမချမ်းသာဘူးလားဘာဖြစ်လို့အခုသူများနိုင်ငံတွေမှာဒီဂျွန်ခံနေရပြီဆိုရင်မွတ်စလင်နဲ့တိုင်းသားနဲ့ဗမာနဲ့ဘယ်သူကပုံများမလဲဗမာကပုံများတော့လူကြီးပုံများတော့ဒုက္ခရောက်တဲ့လူပုံများတာပေါ့ဒါလေးတွေကိုစဉ်းစားပါနော်ဆိုတော့ဒီနောက်တစ်ခုကဥနုရဲ့လွတ်လပ်ရေးနေမိကုံဟာဒါကတော့တော်တော်ကောင်းနေတယ်ဒီလွတ်လပ်ရေးမိကုံမှာကျွန်တော်ပြောပြမယ်ဆိုတော့ဥနုဟာ1948ခုဇန်နဝါရီလ4ရက်နေ့မှာလွတ်လပ်ရေးရတယ်သူမိကုံပြောပါတယ်သူမိကုံရမှာအပိုက်လေးတစ်ပိုက်ကိုကျွန်တော်ပြောပြယနေ့ရရှိတဲ့လွတ်လပ်ရေးဟာတဲ့နိုင်ငံရေးတသင်းတစ်ဖွဲ့ဒီရဲ့လွတ်လပ်ရေးမဟုတ်တဲ့နော်ပြည်သူ့ရဲဘော်ဆိုရှယ်လစ်ကွန်မြူနစ်ဗမာမွတ်စလင်လူငယ်အမျိုးသမီးတောင်သူလယ်သမားအလုပ်သမားအစည်းအရုံးတမကအစရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းအဖွဲ့အသီးသီးဟာကိုယ်ဆိုင်ရာနယ်နိမိတ်အတွင်းမှနေ၍နယ်ချက်စနေကြီးကိုဝိုင်းအောင်တိုက်ခိုက်ကြတဲ့အတွက်ရရှိလာတဲ့လွတ်လပ်ရေးဖြစ်တာကြောင့်ယခုလွတ်လပ်ရေးဟာပြည်သူ့ရဲဘော်ဆိုရှယ်လစ်ကွန်မြူနစ်ဗမာမွတ်စလင်လူငယ်အမျိုးသမီးတောင်သူလယ်သမားအလုပ်သမားအစည်းအရုံးတမကအစရှိတဲ့များမြောင်လှစွာသောအသင်းအဖွဲ့အားလုံးရဲ့လွတ်လပ်ရေးပင်ဖြစ်သည်တဲ့ဟုတ်ရလားဟုတ်ပါမလားမောင်ကလူလွတ်လပ်ရေးတိုက်ပွဲဝင်တော့ကသူပြောရတဲ့စကားလုံးနော်ခင်ဗျားတို့မှကြည့်လိုက်နံပါတ်စဉ်ကိုကြည့်လိုက်ပထမ3ခုကိုပြည်သူ့ရဲဘော်ဆိုရှယ်လစ်ကွန်မြူနစ်ပြောပါတယ်နံပါတ်စဉ်4မှာဗမာမွတ်စလင်ကိုသူပြောပါတယ်ခင်ဗျားတို့ဘယ်လိုပဲဖြစ်ဖြစ်စကားပြောအမေကွန်းပြောလို့ရှင်အရေးကြီးတာတွေကိုအရင်ရှင်းထားပြောရတာအတဘာဝပဲအထူးရှင်းပြကြမှာလို့ဆိုတော့ဖာစာပလာဆိုတဲ့ဒီဖက်စစ်စန့်ကြီးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးဟာဒါအဖွဲ့ချုပ်သူက league ပေါ့နော်သူကစုစည်းထားတာဒီမှာကပြည်သူ့ရဲဘော်ဆိုတာဗိုလ်ချုပ်အောင်ဆန်းဦးအောင်ဆန်းစစ်တပ်ကထွက်ပြီးတော့ဦးဆောင်တာဆိုရှယ်လစ်ဆိုတာတခင်များဦးဆောင်တဲ့အဖွဲ့ဖြစ်တယ်ကွန်မြူနစ်ဆိုတာတခင်တန်းထုံးတို့တခင်ဘာဟင်းတို့ဦးဆောင်တဲ့အဖွဲ့ဖြစ်တယ်ဒီ3ဖွဲ့လုံးဗမာတွေနော် dominant group ပေါ့နော်ဒါလူများစုကြီးဗမာတွေကိုစားပြုတဲ့အဖွဲ့ဖြစ်တယ်အဲ့ဒီ3ခုနောက်မှာကရင်တို့ကရှင်တို့ကယားတို့ရခိုင်တို့မွန်တို့မလာဘဲနဲ့နံပါတ်4မှာဘာဖြစ်လို့ဗမာမွတ်စလင်ထည့်ရတာတော့ဒါတမိုင်းနေနော်ဖြောက်လို့မရဘူးဗမာမွတ်စလင်ကွန်ဂရက်ဒါဆရာကြီးဥရဇာဖွဲ့ပေးခဲ့တယ်ဗမာမွတ်စလင်ကွန်ဂရက်ကခင်ဗျာကနောက်ပိုင်းမှာပြည်သူရဲဘော်တွေလည်းနိုင်ငံရေးအယူဆမတူလို့ကွဲတာကန်တာရှိတယ်ဆိုရှယ်လစ်တွေလည်းကွဲတာပြဲတာရှိတယ်ကွန်မြူနစ်တွေဆိုလည်းအထုတ်ခံရတာရှိတယ်ဒါသူရှိရ3ခုနော်ဖာစာပလတ်ဖွဲ့ကြီးမှာတလျှောက်လုံးညာလက်ရုံအဖြစ်အမာခံတိုက်ပွဲဝင်ပြီးတီတနတိုက်ပွဲဝင်တာဗမာမွတ်စလင်တစ်ဖွဲ့ပဲရှိတယ်ဒါတမိုင်းဗျနော်ဆိုတော့လွတ်လပ်ရေးတိုက်တော့ဗမာမွတ်စလင်ကိုပြောတယ်လွတ်လပ်ရေးရတဲ့နေရာလဲဗမာမွတ်စလင်တွေကဒီဗမာလူမျိုးပြီးရင်ဒုတိယလူမျိုးအဖြစ်အသိမှပြုတဲ့လွတ်လပ်ရေးမိန့်ခွန်းမှာပြောခဲ့တယ်အခုကျတော့ကျွန်တော်တို့ဗမာမွတ်စလင်ပတိလူမျိုးတွေဟာစိတ်မချရတဲ့လူမျိုးသွေးနှောတဲ့လူမျိုးနိုင်ငံခြားကလာတဲ့လူမျိုးဧည့်သည်လူမျိုး
ဖြစ်ကုန်ကြပြီလားဆိုတော့ဒီအတိုင်းကြာကြာသွားလို့တော့မရတော့ဘူးခေတ်ကြီးကပြောင်းသွားပြီနော်ဒီနေ့ကျွန်တော်တို့တိဆောက်မဲ့နိုင်ငံဘာနိုင်ငံလဲနော်ဒီနေ့တိုင်းနိုင်ငံတွေမှာခင်ဗျာကြိုက်တဲ့နိုင်ငံရေးမူဝါဒရှိသူ့မူဝါဒဘောင်ထဲမှာသူတတ်မှတ်တဲ့လောကပါလာဒီမိုကရေစီနိုင်ငံတွေကိုပြောတာပါနော်ဟို fascist နိုင်ငံကွန်မြူနစ်နိုင်ငံ socialist နိုင်ငံလို့ဒီလိုအာဏာရှင်နိုင်ငံတွေအကြောင်းမပြောမှာမဟုတ်ဘာလို့ကျွန်တော်တို့အာဏာရှင်နိုင်ငံတိဆောက်မှာမဟုတ်ဆိုတော့ဒီနိုင်ငံတွေတိုင်းနိုင်ငံတွေတိဆောက်တဲ့အခါမှာလောကပါလာတရား3ပါလွတ်လပ်ခြင်းတရားမျှတခြင်းဓာတ်ညွှန်များခြင်းဒီ3ပါးနဲ့တိဆောက်ရတယ်ဒီ3ပါးကတစ်ခုချုပ်ရင်ကျန်တဲ့နှစ်ခုကချုပ်ရသွားတာပဲဥပမာဖြင့်ဒါကျွန်တော်တို့တစ်ခုစီကျွန်တော်လိုက်ပြီးတော့ဥပမာပေးနေကြမယ်ဓာတ်ညွှန်ခြင်းအကြောင်းကိုကျွန်တော်ပြောမယ်ဓာတ်ရိုက်ဓာတ်ညွှန်ခြင်းမရှိရင်တရားမျှတမှုလည်းမရှိတော့ဘူးလွတ်လပ်ရေးလည်းလွတ်လပ်ခွင့်လည်းမရှိတော့ဘူးဓာတ်မတူတော့ဘူးနော်ဆိုတော့1980နှစ်ခုနဘရက်အဒန်ပြောနဲ့ကျော်ဦးကျော်မိုးထွန်းနဲ့ပြောတဲ့ကိစ္စအခုလာပြီ1980နှစ်ဥပဒေ1980နှစ်ဥပဒေမှာပုံမှန်3မှာ1823မတိုင်မီအမြဲနေတိုင်းတဲ့တိုင်းရင်းသားလူတွေကိုတဲ့လူမျိုးစုတွေရှမ်းကချင်ကရင်ကြားပေါ့နော်တိုင်းရင်းသားအဖြစ်သတ်မှတ်တယ်ဆိုတော့ဒီရှမ်းကချင်ကရင်ရခိုင်တွေဟာဒီတခြားနိုင်ငံတွေမှာလည်းရှိနေတယ်ခုနအိန္ဒိယမှာလည်းရှိတယ်တရုတ်မှာလည်းရှိတယ်ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်ထိုင်းမှာလည်းရှိတယ်ထိုင်းမှာဆိုကရင်ကလီယန်လို့ခေါ်တယ်နော်ဆိုတော့ဟိုရှမ်းနေဆိုလဲထိုင်းမှာအများကြီးရှိတယ်ရှမ်းကထိုင်းမှာရှိတဲ့ရှမ်းတိုင်းကချင်ကတရုတ်ပြည်မှာရှိတဲ့ကချင်ဝါကတရုတ်ပြည်မှာရှိတဲ့ဝါဗမာတိုင်းသားမဖြစ်ဘူးဗမာပြည်မှာအစဉ်တစိုက်နေနိုင်မှာ1823ခုနှစ်မတိုင်ခင်ကဲ1823ဆိုတာဒီနေ့1921အနှစ်200 generation နဲ့မျိုးဆက်နဲ့တွက်မယ်ဆိုမျိုးဆက်80ရှိပြီခင်ဗျဘယ်သူကမျိုးဆက်80ကိုအစဉ်တစိုက်နေထိုင်ကြောင်းသတ်မှတ်တယ်ပြနိုင်တယ်ဘယ်သူမှမပြနိုင်ဒေါ်ဆန်းစုကြည်မျိုးဆက်80ပြနိုင်လားမပြနိုင်နော်ကဲဒေါ်ဆန်းစုကြည်ဘာဖြစ်လို့တိုင်းသားဖြစ်လဲဗမာဗုဒ္ဓဘာသာဖြစ်လို့ကရှင်ဖြစ်လို့ကရှင်ခရစ်ယာန်ဖြစ်လို့တကယ်လို့အဲ့ဒီကရှင်ကြီးအဲ့ဒီဗမာကြီးအဲ့ဒီကရင်ကြီးဟာအစ္စလာမ်ဘာသာဝင်ဖြစ်သွားလို့ပြောင်းသွားပြီနော်သူညီကိုတွေရှိတယ်သူတယောက်တည်းပြောင်းသွားရင်ဆိုလဲသူတယောက်တည်းဟာတွင်းတော့ဖြစ်သွားတယ်ဒီလိုပုံစံမျိုးနဲ့1820 1980နဲ့နိုင်ငံသားဥပဒေဒီလိုပုံစံမျိုးနဲ့ခင်ဗျားတို့ဒီမိုကရေစီခေတ်မီတိုးတက်တဲ့ Federal ပြည်ထောင်စုကြီးကိုတိဆောက်လို့ရမလားနော်ဆိုတော့လူမျိုးတိုင်းပြည်ရဲ့တိုင်းရင်းသားဖြစ်ခြင်းမဖြစ်ခြင်းကိုဘာသာနဲ့တိုင်းတာတယ်ဆိုတော့ခင်ဗျားတို့ကလူမျိုးရေးဘာသာကြီးဒါကမ္ဘာမှာမရှိဘယ်နိုင်ငံမှမရှိတာနော်ဘယ်နိုင်ငံမှမရှိတာအာဏာရှင်နိုင်ငံဆိုအများကြီးရှိအောင်မယ်နော်ဆိုရှယ်လစ်နိုင်ငံဆိုလည်းရှိအောင်မယ်ကိုတိုင်းသူပြည်သားတွေကိုဘာသာရေးရတိုင်းရင်းသားဖြစ်ခြင်းတိုင်းရင်းသားပဲဖြစ်ခြင်းလုပ်တဲ့အင်ပတန်ရှက်စရာကောင်းတဲ့ racist ဥပဒေကြီးကိုခင်ဗျားတို့တရှိုက်မှတ်နဲ့ဖတ်တွင်နေတာအင်ပတန်ရှက်စရာကောင်းပါတယ်ခင်ဗျားတို့ကိုခင်ဗျားတို့ဒီမိုကရေစီသမားလူ့အခွင့်အရေးသမားဘယ်လိုမျက်နှာမျိုးနဲ့ခင်ဗျားတို့ပြောကြဗိုလ်ချုပ်မျိုးညွန့်လက်ထက်ကဒီမှာဒီမွတ်စလင်ကောင်းဆောင်တယောက်ကျွန်တော်နာမည်မေ့သွားတယ်သူဗိုလ်ချုပ်မျိုးချင်းကိုမေ့တယ်ဗိုလ်ချုပ်တို့ရဲ့တိုင်းရင်းသားနိုင်ငံသားတတ်မှတ်ချက်ကတဲ့လူနှစ်ယောက်ကတဲ့စုလေဘုရားလမ်းပေါ်မှာလမ်းလျှောက်လာတယ်တယောက်ကစုလေဘုရားပေါ်တက်သွားတယ်နောက်တယောက်ကဒီမွတ်စလင်ဆွန်နီပလီကိုစုလေဘုရားဘေးကဆွန်နီပလီကိုသွားတက်တယ်သွားတက်လို့ရှိရင်ဒီပလီကိုတက်တဲ့လူကနိုင်ငံသားဖြစ်သွားတယ်ဒီစုလေဘုရားကိုတက်တဲ့လူကတိုင်းရင်းသားဖြစ်သွားတယ်နိုင်ငံသားဖြစ်သွားတယ်လားသူအဲ့လိုပေးတယ်မောင်မောင်တာရုပ်ရှင်မင်းသားမောင်မောင်တာအစ္စလာမ်ဘာသာကိုကိုးကွယ်တော့သူကသွေးနှောဖြစ်သွားတယ်သူညီကိုရင်းဗုဒ္ဓဘာသာကိုးကွယ်တော့ဗမာတိုင်းသားဖြစ်သွားဒါတွေဟာလူကြားလို့ကောင်းရဲ့လားနော်ဆိုတော့အခုကြည့်ခင်ဗျားတို့ဒီ CRPH တို့ဘာတို့ကဗမာပြည်မှာအကြီးဆုံးမာသာလော2010ရှေ့ဦးဖြတ်သိမ်းနေဟုတ်တော်ရှိမဟုတ်တော်ရှိကျွန်တော်တို့ကြိုဆိုတယ်တ
လောက်ကြီးမားတဲ့မာသာလောအခြေခံဥပဒေကြီးကို1980နဲ့အခြေခံဥပဒေကြီးကိုတော့ဖျက်သိမ်းရဲတဲ့ဖျက်သိမ်းဘဝနဲ့ဒီအခု CRPH တို့ NUG တို့ဟာနော်မြန်မာပြည်လုံးကိုအရှက်တကွဲအကျိုးနဲ့ဖြစ်စေပြီးတော့ဂျီနိုဆိုက်နိုင်ငံအဖြစ်နော်ကမ္ဘာမှာတမိုင်းမဲဆက်တင်စေတဲ့နိုင်ငံသားအချင်းချင်းကျွန်နဲ့တခင်လိုခွဲခြားသတ်မှတ်တဲ့ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမရှိတဲ့တိုင်းရင်းသားဖြစ်မဖြစ်ကိုဘာသာရေးနဲ့သတ်မှတ်နိုင်တဲ့ဒီ racist ဥပဒေ1980နဲ့နိုင်ငံသားဥပဒေကြတော့ခင်ဗျားတို့ဘာဖြစ်လို့ကြိုက်နေကြတာဘာဖြစ်လို့ဖြစ်ရမှာကြောက်နေတာစဉ်းစားလို့မရဘူးเนาะဒေါအောင်ဆန်းစုကြည်ဟာအတိုက်ခံဘွားပြောရတဲ့စကားနှစ်ခွန်းရှိနံပါတ်1ကတိုင်းရင်းသားဆိုတဲ့သတ်မှတ်ချက်ကဘာမှရေရာမရှိဘူးထင်တယ်လို့သတ်မှတ်နေထင်တယ်လို့ပြုလုပ်နေမှန်တယ်လေဒီရိုဟင်ဂျာရခိုင်စစ်တကောင်ရိုဟင်ဂျာအဲ့တော့ရခိုင်စစ်တကောင်ခေါ်တယ်ကမန်ဝဲတော့ရခိုင်ကမန်လို့ခေါ်တယ်ရခိုင်စစ်တကောင်ဒီမြန်မာမွတ်စလင်တွေကိုတိုင်းသားအဖြစ်ကအစိုးရပယ်ဖြတ်စီဆိုပယ်ဖြတ်လိုက်တယ်ဟာမဇိုမီတိုင်းသား135မျိုးတော့မပါဘူးဇိုမီကိုတိုင်းသား135မျိုးပဲတတ်မှတ်ပြီးတော့ဇိုမီကိုတိုင်းသားဖြစ်တတ်မှတ်လိုက်136မျိုးလို့မကြေညာဘူးအခုတရုတ်တွေမုံဝင်းဗမာဦးသိန်းစင်ကြေညာသွားပြီတရုတ်မုံဝင်းဗမာတရုတ်တိုင်းသားဖြစ်သွားပြီ138မျိုးခင်ဗျားတို့မကြေညာတော့ဒီတိုင်းပဲဆိုတော့ဒီဟာတွေကပါဆက်ထဲမှာပေါ့နော်ဘယ်သူ့တော့တိုင်းသားဖြစ်ဘယ်သူ့တော့တိုင်းသားဖြစ်ကဖြုတ်ဆိုတာဒါတွေကမဖြစ်သင့်ဘူးတဲ့မဖြစ်သင့်တဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုကြည်ကအတိုက်ခံဘွားဒီတိုင်းသားတတ်မှတ်ချက်ကိုတိတိကျကျတတ်မှတ်ဖို့လိုတယ်ကျွန်တော်တို့လက်ခုပ်တီးခဲ့တယ်တခါ1980နဲ့နိုင်ငံသားဥပဒေကလည်းနိုင်ငံတကာစာနဲ့လည်းမညီဘူးခင်နဲ့လည်းမညီဘူးဘယ်လုံးမှဆက်သုံးလို့မရဒါကြောင့်ဒီ1980နဲ့နိုင်ငံသားဥပဒေကိုခင်နဲ့အညီနိုင်ငံတကာစာနဲ့အညီပြင်ဆင်ဖို့လိုတယ်ဒါတို့ထိုင်ကုန်မရခင်သူပြောခဲ့တာထိုင်ကုန်လဲရအောင်မပြန်ရဈေးသီးတဲ့မပြန်ရမိဖုရားဖြစ်သွားပြီအကုန်မေ့သွားပြီကျောင်းသားလည်းမေ့အလုပ်သမားလည်းမေ့လယ်သမားလည်းမေ့တိုင်းရင်းသားလည်းမေ့မီဒီယာလည်းမေ့အကုန်ရန်သူလုပ်ပြီးတော့ကျွန်တော်တို့စကပုံဒါ950နိပတ်တွေကစကပုံရပြောရင်တခိုးဓာယုတ်ကန်တယ်ပေါ့ဒီလိုဖြစ်တာဆိုတော့ဒီ1980နှစ်ဥပဒေကဥပဒေကိုစတင်ပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်တစ်ခုတည်းပဲရှိတယ်အဲဘာညာပြောမလဲပြည်သူလူထုချပြတယ်ဆိုလဲမဆာလာခက်က1984ဖွဲ့စည်းပုံကြီးကလည်းပြည်သူလူထုချပြပြီးဆန္ဒခံယူတာနော်2010နာဂိတ်ဥပဒေရလည်းပြည်သူလူထုကိုရှိတဲ့လူနဲ့တော့မှပို့ပြီးတော့အတည်ပြုထားတဲ့ဥပဒေကြီးပဲနော်ပြည်သူလူထုချပြတိုင်းလည်းဒါအာဏာရှင်ခေတ်မှာခင်ဗျားတို့ဒါတွေကိုလက်မခံဘူးနော်1980နဲ့နိုင်ငံသားဥပဒေကမွတ်စလင်တွေရဲ့သမိုင်းနော်မွတ်စလင်တွေရဲ့အစဉ်အလာမွတ်စလင်တွေကိုဖိနှိပ်ရှင်လို့မွတ်စလင်တွေကိုစော်ကားဖို့မွတ်စလင်တွေကိုဒီမြန်မာနိုင်ငံကြီးကနေပြီးတော့တားစဉ်မြေဆက်ဖယ်ထုတ်ဖို့မွတ်စလင်တွေကိုဂုံတိတ်ခံမအောင်လုပ်ဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့အစ္စလာမ်ဘာသာကိုးကွယ်ခြင်းအကြောင်းအရာအဓိကထားပြီးပြတ်မှတ်ထားတဲ့ဖက်စစ်နာဇီဥပဒေကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမရှိတဲ့ခင်ဗျားတို့အင်မတန်ကြိုက်နေတဲ့အင်မတန်ကာကွယ်ခြင်းနေတဲ့အသက်ပေးကာကွယ်ခြင်းနဲ့လူမျိုးရေးဆွံ့ရောက်ဥပဒေနော်ဆိုတော့ဒီဥပဒေကိုကျွန်တော်တို့မွတ်စလင်တွေအစ္စလာမ်သာသနာဝင်တွေဘယ်လူမျိုးပဲဖြစ်ဖြစ်အစ္စလာမ်ဘာသာသာသနာဝင်ဖြစ်လို့လူမျိုးပြောင်းကြမလို့နော်အစ္စလာမ်သာသနာဝင်ကရင်လည်းဖြစ်မယ်ရခိုင်လည်းဖြစ်မယ်ဗမာလည်းဖြစ်မယ်မြန်မာမွတ်စလင်ပတိလူမျိုးလည်းဖြစ်မယ်ကျွန်တော်တို့ဂုံတက်ခါရှိအောင်ရှိစွာနဲ့အသက်ရှင်ဖို့ကျွန်တော်တို့ဒီ genocide ဒါ genocide ဥပဒေ1980နှစ်နိုင်ငံသားဥပဒေ genocide ဥပဒေခင်ဗျားတို့2010ဖွဲ့စည်းပုံမပြင်မဲနဲ့ဖျက်လို့ရရင်1980နှစ်မွတ်စလင်တွေကို genocide တားစဉ်မြေဆက် genocide လုပ်ဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ဒီဆောက်ဒီပြဋ္ဌာန်းထားတဲ့ဒီဥပဒေကိုခင်ဗျားတို့ပြင်ဖို့မကြိုးစားပါနဲ့တဏ္ဍခါလိမ့်ဖို့မကြိုးစားပါနဲ့အသက်သွင်းဖို့မကြိုးစားပါနဲ့
ဒီဥပဒေ genocide ဥပဒေကိုဖျက်ပေးပါနော်ဒါကကျွန်တော်တို့အစ္စလာမ်သာသနာဝင်တိုင်းဘယ်လူမျိုးမဆိုလောက်ကိုလောက်ရမယ်တိုက်ပွဲမလွဲမသွေတိုက်ပွဲဝင်ရမယ်ဒါအဓိကတိုက်ပွဲဒါနံပါတ်1တိုက်ပွဲခင်ဗျားတို့ဒန်းလူရေးဆိုတာမရှိရင်ဂုံတိတ်ခါဆိုတာလည်းမရှိဘူးတရားမျှတမှုလည်းရမှာမဟုတ်ဘူးလွတ်လပ်ရေးလည်းဆုံးရှုံးသွားမယ်တဆင့်နိုင်တဲ့လူမျိုးတွေအများအားဖြစ်နေမယ်သူများတွေကြောင်းတက်တဲ့အချိန်မှာအဲ့ဒီကြောင်းခင်ဗျားတို့တက်လို့မရဘူးသူများတွေမဲပေးတဲ့အချိန်မှာခင်ဗျားတို့မဲပေးလို့မရဘူးသူများတွေရွေးကောက်ခံတဲ့အချိန်မှာခင်ဗျားတို့ရွေးကောက်ခံလို့မရဘူးသူများတွေသမရတက်လို့တဲ့အချိန်မှာခင်ဗျားတို့သမရတက်လို့မရဘူးကျန်တာတွေကိုခင်ဗျားတို့စိတ်ဝင်စားနေစိတ်ဝင်စားနေစိတ်ဝင်စားနေမဟုတ်ကျန်တာတွေကိုစိတ်ဝင်စားပါဒါပေမဲ့ဒီဟာကိုနံပါတ်1ထားပါဒါအစ္စလာမ်သာသနာဝင်တွေကျွန်တော်ပြောအတိအကျကျွန်တော်အလေးနဲ့တိုက်တွန်းနေတယ်နော်ဒီလိုနိုင်ငံရေးအခြေအနေအခုပြောင်းကာလမှာမှကျွန်တော်တို့မလုပ်ရင်တည်ငြိမ်သွားမှဆိုပိုဆိုးသွားတယ်နော်ဘယ်အချိန်တည်ငြိမ်တဲ့အချိန်ပြောရလဲတည်ငြိမ်တဲ့အချိန်မနှောင့်ပါနဲ့မနှောက်ယှက်ပါနဲ့မတည်ငြိမ်တဲ့အချိန်ပြောရလဲမတည်ငြိမ်တဲ့အချိန်ကိုပိုဆိုးအောင်မလုပ်ပါနဲ့ဆိုတော့ကျွန်တော်တို့မွတ်စလင်တွေကဘယ်အချိန်ကမှမိမိတို့ရဲ့ခွင့်ရေးကိုပြောခွင့်မရှိခဲ့ဘူးတော်တော့ပြီကိုယ်ခွင့်ရေးကိုတိုက်ယူရမယ်ဒီဟာက survival epic struggle ပဲကျွန်တော်တို့အသက်ရှင်ရေးဂုဏ်သိက္ခာရှိစွာအသက်ရှင်ရေးအတွက်ကျွန်တော်တို့မော်ကွန်းရဲ့လှုပ်ရှားမှုတမိုင်းပေးတာဝန်ကြီးအစ္စလာမ်သာသနာဝင်တိုင်းရဲ့ပခိုးပေါ်မှာရှိနေတဲ့တမိုင်းပေးတာဝန်ကြီးနော်1982နိုင်ငံသားဥပဒေမပြတ်သေးကျွန်တော်တို့အစ္စလာမ်သာသနာဝင်တွေရဲ့အနာဂတ်ဒီနိုင်ငံမှာမရှိဘူးအဲ့တော့ကျွန်တော်ညီကုန်းချုပ်တိုက်တွန်းနေတာကခဲတို့မိမိယုံကြည်တဲ့ဝါဒလမ်းစဉ်ကိုကင်ဆွဲပါမိမိကြိုက်နှစ်သက်တဲ့ပါတီအဖွဲ့အစည်းကိုဝင်ပါနော်အစ္စလာမ်ဖြစ်လို့ဒီပါတီဝင်ရမယ်မဟုတ်ဘူးနော်ခဲတို့ပြည်ခံမျိုးကြိုက်ပြည်ခံမျိုးပါတီဝင်လူပေါင်းတဲ့ကြိုက်လူပေါင်းတဲ့ပါလေခဲတို့ဗမာလူမျိုးတွေကသူတို့ကြိုက်တဲ့ပါတီကိုသူတို့ဝင်တယ်လို့ကျွန်တော်တို့ဗမာမွတ်စလင်တွေဘာဖြစ်လို့ကျွန်တော်တို့ဗမာမွတ်စလင်လို့ခေါ်လဲဗမာလူနေလို့ဗမာမွတ်စလင်လို့ခေါ်တာနော်ဒါပေမဲ့ကျွန်တော်တို့ဗမာမွတ်စလင်ဖြစ်ရင်ဗမာဖြစ်အသိမှမပြုတော့ဘူးလေနော်ဘလောက်ကျေးဇူးကမ်းလဲခင်ဗျဥမာတခုထပ်ပြောပြအောင်ဒီ1949မှာအောင်ဆန်းအတလီစာချုပ်သွားချုပ်တယ်သွားချုပ်တဲ့အချိန်မှာဒီမှာတန်းပြည်မှာလွတ်လပ်ရေးသွားယူတဲ့အချိန်မှာနော်ရခိုင်ကလည်းပါလို့လေဒါအပြစ်တင်တာမဟုတ်ဘူးနော်မိမိလူမျိုးတိုင်းကလွတ်လပ်ခွင့်ရှာတယ်ရခိုင်ကလည်းဒီဦးလထွန်းပြူတို့ပါတို့အမတ်တွေကအာရကန်နစ္စတန်ဆိုပြီးတော့ရခိုင်သမ္မတနိုင်ငံရခိုင်နိုင်ငံတည်ထောင်မှုသူတို့စူးစမ်းတယ်ကရင်တွေကလည်းသူတို့လူများစုမယုံဘူးလေဟုတ်လားတမိုင်းစင်ဆက်200နဲ့ရှိပြီးတော့ဗမာပြည်ဆက်ကဒါကျွန်တော်ဗမာမုံလို့ပြောတာမဟုတ်ဒါတမိုင်းခင်ဗျဂျပန်တွေသွားမေးကြည့်ဂျာမနီတွေသွားမေးကြည့်သူတို့ဂျပန်တွေရက်ဆက်ခဲ့တယ်ဂျာမနီတွေရက်ဆက်ခဲ့တယ်ပြောရင်ဘယ်ဂျပန်ဘယ်ဂျမာဂျာမနီမှမငင်းဘူးဟုတ်တယ်ဗျာကျွန်တော်တို့အရင်တော့မှားခဲ့တယ်ဗျာကျွန်တော်တို့ဒီအတွက်ခင်ဗျတောင်းပန်ဆိုလဲတောင်းပန်တယ်ဗျာတရားဝင်လဲကျွန်တော်တို့တောင်းပန်ခဲ့ပြီးကျွန်တော်တို့ဒီနေ့ဂျပန်တွေဒီနေ့ဂျာမနီတွေအရင်တော့ဂျပန်တွေအရင်တော့ဂျာမနီတွေမဟုတ်ပါဘူးဒီလိုပြောတယ်အခုကျွန်တော်တို့ကဘာပြောလဲအရင်တော့ဗမာတွေပြည်နေလောက်တာမှန်တယ်အရင်တော့တခြားရခိုင်ပြည်လောက်တာပါမှားတဲ့ပြည်နေရှိရင်လဲမှန်တယ်ကျွန်တော်တို့ကဘယ်လောက်ရှက်ကြသူရဲပေါကြောင်တယ်ခေါ်တယ်နော်ဆိုတဲ့ကကြတော့ကင်ရလည်းကော်တူလေးနိုင်ငံထူထောင်မယ်ရှမ်းကလည်းရှမ်းသမ္မတနိုင်ငံထူထောင်မယ်မရရင်ရှမ်းကလည်းထိုင်းနဲ့ပေါင်းမယ်ယိုးဒယားနဲ့ပေါင်းမယ်သူတို့မျိုးနွယ်တူတယ်စကားတူတယ်နော်ဆိုတော့မော်ရီယာလည်းဗမာလူများစွာဖိနှိပ်မှာကြောက်လာတယ်ကရကလည်းကရင်နီကလည်းကရင်နီနိုင်ငံတော်သူတို့ဆက်ကသူတို့ဘယ်နိုင်ငံရဲ့အင်္ဂလိပ်လက်အောက်လည်းမရောက်ခဲ့ဗမာလက်အောက်လည်းမရောက်ခဲ့သူတို့နိုင်ငံသူတို့လွတ်လပ်ရေးပြန်ယူမယ်ဒါလွတ်လပ်ရေးတွေယူနေတယ်တောင်းဆိုနေတယ်ဆိုတော့ဒီဗမာမွတ်စလင်ဒါဗမာမွတ်စလင်ဆိုတာဒါမော်ကွန်းဝင်ဒါပြန်တန်းဝင်နောက်တကောင်စင်းဝင်ဗမာပြည်မှတ်တမ်းဝင်နောက်တကအင်္ဂလိပ်ခေတ်တကောင်စင်းဝင်ဒါလူမျိုးနာမည်နော်ဆိုတော့ဒါထားဖို့ဗမာမွတ်စလင်ဆိုတာကတော့လူမျိုးနဲ့တွဲနေတော့ကြွက်ကြတော့နာမည်တစ်ခုပြောင်းအောင်မဟုတ်ဒါပေမဲ့အဲ့ဒါသမိုင်းဝင်နာမည်ဒီသမိုင်းဝင်နာမည်ကိုလက်ခံထားတဲ့ဆရာကြီးဦးရဇတ်ကဘာလုပ်လဲဆိုတော့ဘိုးကျောင်းအောင်ဆန်းရှိကိုတန်ကြွေးရိုက်တယ်ဘယ်လိုရိုက်လဲငါတို့ဗမာမွတ်စလင်တွေကငါတို့ဗမာဘိုးကျောင်းအောင်ဆန်းကိုထောက်ခံနေလွတ်လပ်ရေးရဒါကိုကျွန်တော်တို့ဗမာမွတ်စလင်ကောင်းဆောင်တချို့ကသဘောမပေါက်ဆရာကြီးဦးရဇတ်ကနိုင်ငံရေးလိုအပ်ချက်ရတိုင်းပြည်လွတ်လပ်ရေးကိုအဓိကထားတဲ့အတွက်ကြောင့်သူက
ဘိုးကြောင့်ဆောင်လဲယုံကြည်တဲ့လျောက်ဗမာလူမျိုးဖြစ်သူကြီးညာပြီးတော့ဗမာလူမျိုးဖြစ်ခံခဲ့တာဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာလဲဆရာကြီးဦးရစာကဗမာမွတ်စလင်ကိုကွန်ဂရက်ကိုဗမာကွန်ဂရက်လို့မပြောင်းခဲ့ဘူးဗမာမွတ်စလင်လူမျိုးကိုလည်းဗမာလူမျိုးလို့မပြောင်းခဲ့ဘူးဘယ်နေရာမှအမှတ်တမ်းမရှိဘူးဒါနိုင်ငံရေးလိုအပ်ချက်ရပြောခဲ့တဲ့စကားနော်ဆိုတဲ့အခါကျတော့ဒီလိုကျွန်တော်တို့ဗမာမွတ်စလင်တွေကဒီလိုမိမိရဲ့ကိုကြိုးတွေကိုတိုင်းပြည်အတွက်ခြေရန်ထားပြီးတော့တိုက်ခဲ့တာနော်ဒီနေ့ဘာရလဲဆိုတော့ဒီ1982ဆိုတဲ့ဖက်စစ်နာဇီကဘာမှာမရှိတဲ့မွတ်စလင်ဆိုရင်ဖိနှိပ်မယ်ဒီဥပဒေကြီးရတယ်ဆိုတော့ကျွန်တော်ပြောချင်တာခင်ဗျားတို့ဘယ်ပါတီပဲဖြစ်ဖြစ်ဝင်နေမဟုတ်ဝင်ဒါပေမဲ့အဲ့ဒီပါတီတွေကိုအဖွဲ့အစည်းတွေအစုအဖွဲ့တွေတောင်းဆိုတာတခုပဲတောင်းဆိုတာ1980နဲ့နိုင်ငံသားဥပဒေကမွတ်စလင်တွေကိုပြစ်မှတ်ထားတဲ့ဥပဒေမွတ်စလင်တွေနိုင်ငံမဲ့ဖြစ်အောင်ဂုဏ်သိက္ခာမဲ့ဖြစ်အောင်ဒုတိယရန်စားနိုင်ငံသားဖြစ်အောင်နော်ယုံကြည်စိတ်ချရမယ့်တဲ့လူတွေမဟုတ်ဘူးဆိုတဲ့အသိအမြင်ကိုပေးအောင်ပြဋ္ဌာန်းထားတဲ့ဂျီနိုဆိုက်ဥပဒေဖြစ်တယ်ဆိုတော့ခင်ဗျားတို့ဟာဒီဂျီနိုဆိုက်ဥပဒေဖျက်သိမ်းရေးကိုလှုပ်ဆောင်လားတောင်းဆိုလားဒီမှတ်ကြောင့်နဲ့တိုက်ပါရဲတိုက်ပါနော်ဘယ်အဖွဲ့အစည်းဘယ်ပါတီမဆိုကျွန်တော်တို့ဒီတောင်းဆိုချက်ဒီတရားမျှတတဲ့ဒီတောင်းဆိုချက်ကိုလက်ခံနေဆိုရင်ခင်ဗျားတို့ဒီပါတီမှာဆက်နေပါကျွန်တော်ဘာမှကန့်ကွက်စရာမလို1980နဲ့ခုနဦးကျော်မိုးထွန်းပြောသွားသလိုဒါမှကြီးဦးကျော်မိုးထွန်းပြောသွားတယ်1980နဲ့ဥပဒေကိုဆက်ပြီးလက်ခံအောင်မယ်ခုန CRPH မှာကိုစီတူမောင်ရှိနေတယ်နော်ဒီ1980နဲ့နိုင်ငံသားဥပဒေကိုဆက်ပြီးလက်ခံကာကွယ်သွားမယ်ကျင့်သုံးသွားမယ်ဆိုရင်အဲ့ဒီအဖွဲ့အစည်းအဲ့ဒီပါတီဟာကျွန်တော်တော်လေးပဲပြောမယ်မွတ်စလင်မုန်းတဲ့ပါတီဖြစ်တယ်ခမည်းတော်မုန်းတဲ့ပါတီဖြစ်တယ်ခမည်းတော်ဒန်းတူမထားခြင်းတဲ့ပါတီဖြစ်တယ်ခင်ဗျားတို့ကျွန်းအစ်စ်တာထားခြင်းတဲ့ပါတီဖြစ်တယ်အဲ့ဒီပါတီမျိုးကိုတော့ခင်ဗျားတို့ပြက်သားဆွန့်ခွာကြပါပြောကြရင်နေကုန်းချက်ပါနားဆင်တဲ့အတွက်ကျေးဇူးပါ